ရမေခွန်းတစ်ခုတော့ထပ်မေးလို့ရမှာခင်ဗျဟုတ်ကဲ့ပါခင်ဗျဟုတ်ကဲ့ပါအခုကျွန်တော်ဆရာတို့အခုလို့ထုတ်ပြန်ကြေညာချက်တွေနဲ့ပတ်သက်ပြီးတော့ပေါ့နော်ကျွန်တော်ပြည်သူလူထုကြားထဲမှာဘာတွေပြောနေလဲဆိုတော့ပြီးခဲ့တဲ့ UEC ကိုပေါ့ပြီးခဲ့တဲ့ UEC အဟောင်းကလူတွေကိုဖမ်းထားပြီးတော့အတင်းအကျပ်ထွက်ဆိုခိုင်းနေတာတွေပေါ့နော်ရှိတယ်ဆိုပြီးတော့ပြောဆိုနေကြပါတယ်ဒီပေါ်မှာရောဆရာတို့ဘက်ကနေပြီးတော့ဘယ်လိုများပြန်ပြီးဟိုရှင်းပြပေးနိုင်မလဲခင်ဗျဟုတ်ကဲ့ပါကျွန်တော်အဲ့ဒါနဲ့ပတ်သက်လို့ကတော့မဟုတ်ပါဘူးလို့ပဲပြောလို့ပါတယ်ဘာကြောင့်ဆိုတော့အခုသွားစစ်တဲ့အခါမှာကျွန်တော်တို့တချို့ဒီပုံကို UEC အဖွဲ့ဝင်ဟောဥက္ကဋ္ဌနဲ့အတွေ့အမှုပေါ့လေကျွန်တော်တို့ရုံးအဆင့်ဆင့်ကရုံးဝန်တန်းဒီဟာလိုအပ်ချက်အရာကျွန်တော်တို့ခေါ်ပြီးမေးမြန်းစစ်ဆေးတာတွေတချို့ရှိပါတယ်ဒါပေမဲ့ကျွန်တော်တို့တေချာကောင်းမွန်ရိတ်တာတွေမှာပဲထားပါတယ်ဒါကလည်းဘာကြောင့်စစ်တဲ့အချိန်မှာဒီမဲစင်းတွေကသူတို့ကြိုက်တွယ်ခဲ့တာဖြစ်ပါတယ်ဒီပေါ်မှာအပြောင်းလဲတွေပြဿနာတွေရှိမှဆိုလို့ဖြစ်ပါတယ်အခုသွားစစ်တဲ့အခါမှာသူတို့အားလုံးကိုခေါ်ပါတယ်သူတို့အားလုံးနဲ့အတူစစ်တာပဲဖြစ်ပါတယ်အားလုံးလည်းသူတို့သက်ဆိုင်ရာလူကြီးကမှတ်တမ်းမှတ်ရာတွေမှာလက်မှတ်ထိုးထားတာပဲဖြစ်ပါတယ်အားလုံးပွင့်လင်းမြင်သာစွာနဲ့ဆောင်ရွက်တာဖြစ်တဲ့အကြောင်းဟိုဒီကျွန်တော်တက်တည်အထောက်ထားတွေအစားပြည့်ပြည့်စုံစုံရှိကြောင်းကျွန်တော်နေရှင်းလင်းဖြေကြားလို့ဟုတ်ကဲ့ပါဆရာအဲ့လိုချိလာတဲ့ဒီတက်တည်ထောက်ထားတွေကိုဟိုလိုအပ်လာလို့ရှိရင်ထုတ်ပြပေးနိုင်မယ့်အစီအစဉ်မျိုးရောရှိပါလားခင်ဗျရှိပါတယ်ခင်ဗျာကျွန်တော်တို့မှာမှတ်တမ်းမှတ်ရာတွေအပြည့်စုံရှိပါဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ခင်ဗျာဟုတ်ကဲ့မေးမြန်းရရှိပါလားခင်ဗျာမရှိရင်တော့ဦးစောမင်းထွန်းဒါဆက်ပြီးတော့ဘာဖြစ်ပါဒီထွေထွေပိုင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဟိုမီဒီယာများအနေနဲ့အမေကွန်းများစမေးလို့ရပါတယ်မင်္ဂလာပါခင်ဗျာကျွန်တော် VOM သတင်းဌာနဥမ္မောင်ထုတ်ပါခင်ဗျာအခုဖြစ်စင်မှာပေါ့နော်သတင်းသမားတွေဖမ်းတာ30ကျော်လောက်ရှိတော့ပါပြီ။10ယောက်လောက်ကတော့အမှုဖွင့်ထားတယ်။နောက်သတင်းစာတိုက်ပိတ်တာလဲ6ခုလောက်ရှိတယ်။နောက်ပြီးတော့စိုးရိမ်ပြီးတော့ထုတ်ဝေခွင့်တွေရပ်ထားတာတွေလည်းရှိပါတယ်ခင်ဗျာ။ဒါတွေဟာလွတ်လပ်စွာပြောဆိုခွင့်ကိုပိတ်ပင်တာမို့လို့နိုင်ငံတကာအလယ်မှာရှက်ရစရာဖြစ်ပါတယ်ခင်ဗျာ။ဒီလိုဒီမိုကရေစီဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ပြည်ထောင်စုကို2008ခုနှစ်အခြေခံဥပဒေနဲ့အညီတွားနေပါတယ်ဆိုတဲ့နာဆက်ကကောင်စီအနေနဲ့ကလူခွင့်ရေးကိုချိုးဖောက်နေတာလို့ယူဆဘူးလားသတင်းလွတ်လပ်ခွင့်အနေနဲ့ဘယ်လိုလုပ်ပေးမလဲဆိုတာသိကြပါတယ်ခင်ဗျာလူခွင့်ရေးကြောင်းပြောမယ်ဆိုရင်တော့လေ UDHR ကင်ပြီးပဲပြောရမှာခုနပြောတာသတင်းသမားတွေကျွန်တော်တို့အမှုဖွင့်ထားတဲ့သတင်းသမားသတင်းစာတိုက်တွေပိတ်တာတွေပေါ့နော်ဒါတွေနိုင်ငံတကာလည်းမှာအဆက်ရစရာလားဟိုနာဆာကကောင်စီအနေနဲ့လူခွင့်ရေးချိုးဖောက်နေရတာဒါလူခွင့်ရေးကျညာစာတမ်းကိုပဲမူတည်ပြီးကျွန်တော်ပြောပါမယ် Universal Declaration of Human Rights မှာမီဒီယာလွတ်လပ်ခွင့်နဲ့ပြောရင်မီဒီယာတွေက Article 90ကိုမူတည်ပြီးပြောကြတယ်Article 90အခွင့်အရေးကိုလိုချင်ရင် Article 29ကိုလိုက်နာပါလိမ့်အဆက်တွေရှိပါတယ်ကျွန်တော်ပြောကြတယ် Article 19မှာပါတဲ့ဟာတွေပေါ့နော် Article 19မှာလူခွင့်ရေးကျညာစာတမ်းမှာ Article 19မှာကျွန်တော်တို့ဘာပါလဲဆိုတော့ကြာလွတ်လပ်စွာထင်မြင်ယူဆခွင့်ထုတ်ဖော်ခွင့်ရှိတယ်အခွင့်အရေးတွေထင်မြင်ယူဆချက်ကိုအနောက်ရှက်ကင်းနဲ့လွတ်လပ်စွာဆွဲကင်ပိုင်ခွင့်သတင်းအချက်အလက်များနဲ့အတွေးအခေါ်ယူဆများကိုသတင်းမီဒီယာများမှာတဆင့်နာနမိတ်အပိုင်းအခြားမရှိစာဖွေစီးပူးလက်ခံခွင့်ဖြန့်စီခွင့်ရှိတယ်ဆိုပြီးတော့မီဒီယာများလည်းပြောပါတယ်ကျွန်တော်တို့လည်းတန်ဖိုးထားပါတယ်လေးစားပါတယ်သို့တော့ဒါကိုလိုချင် Article 29ကိုလိုက်နာပါမယ် Article 29မှာဘာပြထားလဲမိမိရဲ့အခွင့်အရေးလွတ်လပ်ခွင့်များကိုကျင့်သုံးရမှာလူတိုင်းဟာအခြားသူများရဲ့အခွင့်အရေးများနဲ့လွတ်လပ်ခွင့်များကိုအတိအမှတ်ပြုလေးစားရန်အလို့ငါ၎င်းဒီမိုကရေစီလူအဖွဲ့အစည်းတွင်တရားမျှတတဲ့လိုအပ်ချက်များဖြစ်တဲ့ကိုကျင့်တရားအများပြည်သူအေးချမ်းသာယာရေးနဲ့အကျိုးစီးပွားဖြစ်ထွန်းရေးတို့ကိုဖြစ်ထွန်းစေရန်ဖြည့်ဆည်းရန်အလို့ငါ၎င်းဥပဒေအရသတ်မှတ်ထားသည့်ကန့်သတ်ချက်များအတိုင်းသာကျင့်သုံးပိုင်ခွင့်ရှိသည်လို့ဖော်ပြထားတာကိုတွေ့ရမှာဖြစ်ပါတယ်အဲဒီတော့ကျွန်တော်ဆိုလိုတာကတော့မီဒီယာတိုင်းကိုကျွန်တော်တို့ကန့်တတ်နေတာမရှိပါဘူးသတင်းသမားတိုင်းကိုအရေးယူနေတာမရှိပါဘူးသို့တော့ဖော်ပြချက်တွေစုပူဆန္ဒပြမှုမြင်မဲ့စရာအသွင်ဖြစ်ပေါ်လာအောင်လောက်ကင်မှုတွေကိုတော့ကျွန်တော်တို့တိုင်းကြီးခံလို့မရပါဘူး
ခုနပြောတဲ့ငြိမ်းချမ်းသာရေးကိုထိခိုက်လာရင်တော့ကျွန်တော်တို့ကဒါဒီဆောင်ရွက်ရမှာဖြစ်ပါတယ်ကျွန်တော်ဖွဲ့စည်းပုံအခြေခံဥပဒေမှာလည်းကျွန်တော်တို့ပါပြီးသားဖြစ်ပါတယ်ဖွဲ့စည်းပုံအခြေခံဥပဒေပုံမှန်354မှာကာကြီးမှာဒီတိုင်းဖိုင်တော့မိမိယုံကြည်ချက်ထင်မြင်ယူဆချက်များကိုလွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ရေးသားခွင့်ရှိသည်လို့ပြဋ္ဌာန်းထားတယ်ဒါမဲ့354ရဲ့အစမှာကျွန်တော်ကြည့်ပါဒုက္ခရောက်နေတဲ့လူတွေကျွန်တော်တို့သွားခေါ်တယ်အလိုဒုက္ခရောက်နေဆိုလဲတွေ့တယ်ဒါကိုတရားစွဲနိုင်ဖို့အတွက်မြန်မာနိုင်ငံကနေပြီးတော့ကြာအောင်နော်မြန်မာနိုင်ငံဟိုအဲ့ဒါကိုတရားစွဲနိုင်ဖို့အတွက်မလေးရှားအထောက်အထားရှာတယ်မလေးရှားဆိုတာမဟုတ်ပါဘူးအဖွဲ့အစည်းတစ်ခုပါမလေးရှားမဟုတ်ဘူးအဖွဲ့အစည်းတစ်ခုကရှာတယ်ဒါကိုအထောက်အကူပြုနိုင်ဖို့ကြိုးစားပန်းစားသွားပြီးတော့ရိုက်သေးတယ်မီဒီယာသို့တော်လဲသူကဘာကိုပြောဆိုတော့အဲ့ဒီတွေ့ခဲ့တဲ့လူဒီသူကတိတ်ပြီးတော့ကြာပါနော်ရခင်ကအတိုင်းအကျဉ်းချခံထားရတာများတဲ့အတွက်ကြောင့်မို့သိပြောကြစိတ်ကြောက်ကြရဖြစ်နေတဲ့လူတွေတွေ့လို့မလို့ပေါ့လေဒါတွေကိုကျွန်တော်တို့ဆိုဘာလုပ်ရအောင်ဆိုတော့ဒီဟာနဲ့ပတ်သက်ပြောကြနေစဉ်ပေါ့နော်ဒီ quarantine center မှာသူတို့ကိုဘလို့ထားနေတယ်ဘလို့လုပ်နေတယ်ဆိုတဲ့အကြောင်းတော့ဒါကျွန်တော်တို့ဘာလို့လုပ်ချင်လို့လုပ်တာဘာလို့လုပ်တာတုံးဆိုကြမလေးရှားမှာနောက်ထပ်လူကြီးထောင်နဲ့စီပြီးကျွန်တော်တို့ကြံခဲ့သေးတယ်အဲ့ကန်ထဲမှာကြံခဲ့သေးတယ်ပြောတဲ့စကားတွေမှာလည်းပါတယ်တော်တော်ဒုက္ခရောက်နေတယ်ဒီလူတွေကိုခေါ်ခြင်းလို့မလို့ကျွန်တော်ကြိုးစားပန်းစားလုပ်နေတာကြိုးစားပန်းစားလုပ်တာဒါဆိုလိုတာတော့ဟိုမီဒီယာများအနေနဲ့လည်းဒါမျိုးတွေကိုတော့စင်ကျင်ဖို့လိုတယ်လို့ပဲပြောလိုပါတယ်ကျွန်တော်တို့အနေနဲ့လည်းဒီမီဒီယာများရဲ့လွတ်လပ်ခွင့်မီဒီယာများရဲ့ဖော်ပြခွင့်တွေနဲ့ပတ်သက်ပြီးတော့တန်ဖိုးထားလေးစားပါတယ်တတ်နိုင်တယ်လို့လည်းကျွန်တော်တို့ဒါဆောင်ရွက်သွားမယ်လို့ပြောလိုပါတယ်ကျေးဇူးတင်ပါတယ်ခင်ဗျာနောက်တစ်ခုကဟိုဝန်ထမ်းတွေကအလုံးမလုံးချင်ဘူးဆိုပြီးတော့စီရင်လောက်တာပေါ့နော်လက်ရှိတာဝန်ရှိသူတွေကဖိနှိပ်တာတို့ဖမ်းဆီးတာတို့မလုပ်ဘဲနဲ့စီယုံပြီးတော့ပေါ့နော်ဟိုစီယုံလို့ဟိုပါပေါ့အခြေအနေများမကောင်းဘူးလားပေါ့နော်စီယုံလို့မရမှာဖမ်းဆီးတာတွေမလုပ်ပဲပေါ့နော်စီယုံနဲ့ပုံစံမျိုးပေါ့နော်အဲ့လိုမျိုးလုပ်ဖို့အစီအစဉ်များမရှိဘူးလားသိကြအဓိကတော့ကျွန်တော်တို့ CDN နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဝင်ခါပါတယ် CDN နဲ့ပတ်သက်ပြီးလုပ်တဲ့လူတွေနဲ့ပတ်သက်ပြီးဝန်ထမ်းတွေနဲ့ပတ်သက်ပြီးကျွန်တော်တို့ဖမ်းဆီးတာမရှိသွားတော့နံပါတ်1ရှိတယ်ကျွန်တော်ဝန်ခံတယ်ရှိတယ်ဘလို့လူတွေကျွန်တော်ဖမ်းလဲနံပါတ်1ကဒီ CDN လှုပ်ရှားမှုမှာဝန်ထမ်းအချင်းချင်းပဲကြံတဲ့ဝန်ထမ်းတွေကိုချင်းချောက်နေတယ်သူကနေလွှမ်းမှုပြီးချင်းချောက်နေတဲ့လူခေါင်းဆောင်နေတဲ့လူကျွန်တော်ဖမ်းတယ်ကျွန်တော်ဝန်ခံတယ်နံပါတ်2ဘလို့လူမျိုးဖမ်းတော့ CDN မဟုတ်ဘူးဒီလူတွေဒီခုနပြောတဲ့ကျွန်တော်တို့စီမှာကျွန်တော်တို့ဖော်ထုတ်နေတဲ့လက်ပေးလိုက်ယူမှုမတမာမှု corruption တွေအများကြီးရှိတယ်ဥပမာကျွန်တော်ပြောမယ်ပေါ့နော်ဒေါက်တာထားလင်းကိုကျွန်တော်တို့လိုက်ဖမ်းနေတာဒီ CDM ကြောင့်လိုက်ဖမ်းနေတာမဟုတ်ဘူးကိုဗစ်ဆေးတွေမလွဲသုံးစားလှုပ်ထားတဲ့ငွေတွေကြောင့်ကျွန်တော်လိုက်ဖမ်းနေတာဒါတွေကို CDM ဆိုပြီးတော့ကြာရောချနေတယ်လူတွေရှိတယ်အဲ့တော့ကျွန်တော်ဝန်ခံပါတယ်ဖမ်းတာရှိတယ်နံပါတ်1ခေါင်းဆောင်နေကျွန်တော်တို့ဖမ်းတယ်နံပါတ်2မတမာမှုလုပ်ထားတဲ့လူတွေကျွန်တော်ဖမ်းတယ်ကြံတဲ့ဝန်ထမ်းတွေကျွန်တော်လိုက်ဖမ်းနေတာလိုက်ကန့်တန်နေတာမရှိဘူးလို့ကျွန်တော်ပြောချင်ပါတယ်ဌာနဆိုင်ရာဝန်ထမ်းများဒီမှာကျွန်တော်တို့ဒီဘေးမှာရှိနေတဲ့သူတွေဒီဌာနဆိုင်ရာတွေမှာဝန်ကြီးဌာနတွေမှာပြောရေးဆိုခွင့်ရှိသူတွေဖြစ်ပါတယ်သူတို့ဌာနတွေအကြောင်းလည်းသူတို့မေးကြည့်ပါသူတို့ကိုယ်တိုင်ပင်လေဌာနဆိုင်ရာပြောရေးဆိုခွင့်ရှိသူများကိုယ်တိုင်ပင်လေနော်ဌာနဆိုင်ရာမှာရှိနေတဲ့အပြိုဆောင်လူပြိုဆောင်တွေကိုသွားပြီးတော့ကျွန်တော်လိုအပ်ချက်တွေကြည့်ပြီးတာတွေပြီးရင်ဌာနဆိုင်ရာမှာရှိနေတဲ့ဝန်ထမ်းအိမ်ယာတွေကိုသွားပြီးကြည့်ပြီးတာတွေကိုတာဝန်ရှိသူတွေကိုယ်တိုင်ကကျွန်တော်လှုပ်ဆောင်ပေးလျက်ရှိရယ်စီယုံဆောင်ရွက်လျက်ရှိပါတယ်ဆက်လက်လည်းကျွန်တော်တို့စီယုံဆောင်ရွက်လျက်ရှိတယ်လို့ပြောလိုပါတယ်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ခင်ဗျာနောက်ဆုံးတစ်ခုပါခင်ဗျာ NCA ထိုးထားတဲ့လက်နက်ကင်အဖွဲ့တွေကလက်ရှိအခြေအနေအတိုင်းဆိုရင်နိုင်ငံရေးဆွေးနွေးပွဲမလုပ်ဘူးလို့ပြောနေတာပါနော်အဲ့တော့တနိုင်ငံလုံးငြိမ်းချမ်းရေးရအောင်ဗာဆက်လုပ်ပဲစီစဉ်ရှိပါလားခင်ဗျာပထမဆုံးသက်သေပြနိုင်တာတော့ဒီနေ့ကျွန်တော်တို့ရခိုင် AA ကိုကျွန်တော်တို့အကြမ်းဖက်အဖွဲ့ကနေပြီးတော့ကြီးညာထားတာရုပ်သိမ်းလိုက်ပြီဖြစ်ပါတယ်ဆက်လက်ပြီးတော့ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီးတိုးတက်မှုအခြေအနေကို
စောင့်ကြည့်ပါ NCA ထိုးထားတဲ့လက်နက်ကိုင်အဖွဲ့တွေအနေနဲ့လည်းကျွန်တော်တို့ဆွေးနွေးမှုတွေပေါ့နော် NCA ထိုးထားတဲ့လက်နက်ကိုင်အဖွဲ့တွေအနေနဲ့လည်းကျွန်တော်တို့ဒါတဦးချင်းပေါ့နော်ခုနပြောလို့တရားဝင်ဆွေးနွေးမှုမဟုတ်ပေမဲ့ကျွန်တော်တို့ဆွေးနွေးနိုင်တဲ့ဒီလာနဲ့တဦးချင်းဆွေးနွေးလျက်ရှိပါတယ်ကျွန်တော်တို့ရဲ့ရည်မှန်းချက်ဒီငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီးတော့ဒါအဓိကထားလှုပ်ဆောင်သွားဖို့လည်းရှိတော့မလို့ဒီဟာတွေတော့ကျွန်တော်တို့ရည်မှန်းချက်အတိုင်းမဖြစ်မနေဆက်လက်လှုပ်ဆောင်သွားအောင်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ခင်ဗျာဟုတ်ကဲ့ကျွန်တော်ကဒေါက်တာစောသားမှာဟုတ်ကဲ့ဂျပန်နိုင်ငံစံခေးရှင်မွန်သတင်းစာရဲ့ဌာနေကိုယ်စားလှယ်ပါကျွန်တော်တခုမေးချင်တာအခုဒီနေ့နိုင်ငံတကာသတင်းလောကမှာဖြစ်ပေါ်နေတဲ့သတင်းတစ်ပုဒ်ကိုနည်းနည်းမေးကြည့်ချင်ပါတယ်အခုလက်ရှိမြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့နိုင်ငံရေးအခြေအနေတွေနဲ့ပတ်သက်လို့စိတ်ဆက်ညှိနှိုင်းပေးဖို့အတွက်ကိုတရုတ်နိုင်ငံရဲ့နိုင်ငံတော်ကောင်စီဝင်လည်းဖြစ်နိုင်ငံညာရေးဝန်ကြီးလည်းဖြစ်တဲ့မစ္စတာဝမ်ရီကနေပြီးတော့လာရောက်ပြီးတော့ဖြည့်ရှင်းပေးခြင်းတယ်ဆိုတော့သူ့ရဲ့ဆန္ဒကိုထုတ်ဖော်လိုက်တာကိုနဲ့ပတ်သက်လို့ပြန်ကြားရေးဝန်ကြီးဌာနရဲ့အမြင်ကိုသိကြပါတယ်အလားတူပဲကုလသမဂ္ဂအချက်လက်ရှာဖွေရေးမစ်ရှင်သို့မဟုတ်ကုလသမဂ္ဂဆိုင်ရာလူအခွင့်အရေးအထူးကိုယ်စားလှယ်စသည်တို့မြန်မာနိုင်ငံကိုလာရောက်ဖို့ကိုရှိပါလားအဲ့ဒါကိုသိကြပါလေကျွန်တော်တို့ဒီသတင်းနဲ့ပတ်သက်ပြီးလဲကျွန်တော်တွေ့ရပါတယ်သူတို့အစည်းအဝေးတစ်ခုပြီးမှကျွန်တော်သတင်းတောက်တွေနဲ့သတင်းစာရှင်းလင်းပွဲလုပ်နေပြောလိုက်တာပေါ့လေသတင်းစာတင်တယ်ဗျကျွန်တော်တို့အနေနဲ့တမတော်အနေနဲ့မဲစင်းများနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့စတင်ပြောကြကြေညာကြတာကျွန်တော်တို့သွားခဲ့တာဒီမိုကရေစီရဲ့အခြေခံဖြစ်တဲ့စီးစပ်ဆွေးနွေးညှိနှိုင်းရေးလမ်းစဉ်ကိုပဲကျွန်တော်တို့သွားခဲ့တာဖြစ်ပါတယ်ပြန်ပြောင်းပြောမယ်ဆိုရင်ဒီဘာလ30ရက်နေ့မှာကျွန်တော်တို့စတင်ပြီးတော့ဒီမဲစင်းအနေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ပြောခဲ့တယ်စီးစပ်ဆွေးနွေးညှိနှိုင်းရေးလမ်းကြောင်းပါပဲ UEC အနေနဲ့ရှင်းပြပါဆိုတဲ့စီးစပ်ဆွေးနွေးညှိနှိုင်းရေးလမ်းကြောင်းပဲကျွန်တော်တို့သွားခဲ့တယ်ရှင်းမပေးတဲ့အခါမှာကျွန်တော်တို့အနေနဲ့ကလွတ်တော်အနေနဲ့လွတ်တော်ခေါ်ယူပြီးရှင်းပြပါဆိုပြီးတော့ပို့ပြီးကြဲပြန့်ပါနိုင်တဲ့စီးစပ်ဆွေးနွေးညှိနှိုင်းရေးလမ်းကြောင်းတွေသွားခဲ့တယ်လုံးမပေးတဲ့အခါမှာသမ္မတအနေနဲ့အဲ့တုန်းကတာဝန်ရှိတဲ့အတိုင်ပင်ခံပုဂ္ဂိုလ်အနေနဲ့သမ္မတအနေနဲ့ပေါ့နော်ကျွန်တော်တို့ဒါလုံခြုံရေးကာကွယ်ရေးလုံခြုံရေးကောင်စီဆွေးနွေးပါဆိုတဲ့သွားခဲ့တဲ့စီးစပ်ဆွေးနွေးညှိနှိုင်းရေးလမ်းကြောင်းနဲ့ကျွန်တော်တို့သွားခဲ့တာရှိပါတယ်ဒီအချိန်မှာတော့ကျွန်တော်တို့အနေနဲ့ကဒီစီးစပ်ဆွေးနွေးညှိနှိုင်းလမ်းကြောင်းညှိနှိုင်းတဲ့လမ်းကြောင်းဆိုတာကကျွန်တော်တို့နွေပါဒီဇင်ဘာပေါ့နော်ဇန်နဝါရီထိကျွန်တော်တို့လုပ်ပြီးဖို့ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်တစ်ဖက်အဖွဲ့အစည်းကမလုပ်တာဖြစ်ပါတယ်ဒီအချိန်မှာတော့ကျွန်တော်တို့ဒီစီးစပ်ဆွေးနွေးညှိနှိုင်းရေးလမ်းကြောင်းကိုသွားကြဖို့ဆိုတာလည်းဒီတချို့အာဆီယံနိုင်ငံတွေလည်းတိုက်တွန်းတာရှိတယ်ဒီတပြည့်နိုင်ငံတွေကလည်းတိုက်တွန်းတာရှိပါတယ်ကျွန်တော်တို့အနေနဲ့ကျွန်တော်တို့ပြောထားတဲ့လုပ်ငန်းစဉ်9ရက်အတိုင်းပဲလုပ်ငန်းစဉ်9ရက်ရှိပါတယ်လုပ်ငန်းစဉ်9ရက်မှာဘာတွေကျွန်တော်တို့လုပ်မယ်မဲစည်းအနေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ပေါ်ထုတ်မယ်ပြီးရင်ကျွန်တော်တို့ဘာတွေလုပ်မယ်ဘာတွေဆောင်ရွက်မယ်နောက်ဆုံးအဆင့်မှာကျွန်တော်တို့ကရွေးကောက်ပွဲပြန်လည်ကျင်းပပြီးတော့ရွေးကောက်ပွဲမှာအနိုင်ရတဲ့ပါတီကိုဒီနိုင်ငံတော်တာဝန်တွေလွှဲအပ်ပေးမယ်ဆိုတဲ့လမ်းစဉ်အတိုင်းကျွန်တော်တို့ဆောင်ရွက်ပြီးဖြစ်ပါတယ်အဲ့ဒီလမ်းစဉ်အတိုင်းပဲကျွန်တော်တို့သွားပါမယ်နိုင်ငံတကာနဲ့အိန္ဒိယချင်းနိုင်ငံများရဲ့မြန်မာနိုင်ငံပေါ်မှာစေနာထားမှုတည်ငြိမ်အေးချမ်းရေးကိုလိုလားမှုတွေကိုကျွန်တော်တို့လေးစားပါတယ်ကျွန်တော်တို့အနေနဲ့ကျွန်တော်တို့ချမှတ်ထားတဲ့လုပ်ငန်းစဉ်9ရပ်ရှေ့လုပ်ငန်းစဉ်ပေါ့နော်ရှေ့လုပ်ငန်းroadmap 9ရပ်ပြီးရင်တော့ကျွန်တော်တို့မူဝါဒ9ရပ်နဲ့အညီပဲဆောင်ရွက်သွားမှာဖြစ်တယ်လို့ပဲကျွန်တော်ဖြေကြားလိုပါတယ်ဗျာဟုတ်ကဲ့နောက်တစ်ခုကတော့ခုနကုလသမဂ္ဂရှာဖွေရေးမစ်ရှင်ပေါ့နော်အဲ့ဒါတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ရခင်ကြတဲ့အတိုင်းလဲကျွန်တော်တို့ဒီကုလသမဂ္ဂအချက်လက်ရှာဖွေရေးမစ်ရှင်တို့ဘာလို့ဆိုတော့ရှိပြီးတဲ့အဖွဲ့တွေဖြစ်ပါတယ်ကုလသမဂ္ဂသူ့အနေနဲ့ကတော့ကျွန်တော်တို့ UNHRC အစည်းအဝေးပေါ့နော် UNHRC အစည်းအဝေးနဲ့ဖိုင်တာခုနပြောတဲ့ IIMM ပေါ့ IIMM ရဲ့ဥစ္စာတွေကတော့
သူကတော့ကျွန်တော်တို့ပူပေါင်းဆောင်ရွက်ရေးအပါအဝင်သူကတော့ဘင်္ဂလီအရေးကိစ္စတွေနဲ့ပတ်သက်ပြီးတော့ကြာအဆိုမူချမ်းတွေနဲ့ပတ်သက်ပြီးတော့ကြာသူကတော့မမှန်ကန်တဲ့အချက်လက်ပါဝင်တာတို့မျှတမှုမရှိတာတို့နိုင်ငံရေးအရာဖိအားပေးတာတို့ပြည်တွင်းရေးဝင်ရောက်ဆွတ်ဖက်ခြင်းစတဲ့ဒီပါဝင်လေးရှိတဲ့အတွက်ကြောင့်မလို့ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ကမြန်မာနိုင်ငံအနေနဲ့ကတော့ရခိုင်ကတိုင်းဒီဇိုင်းမှလက်ခံခဲ့ခြင်းမရှိပါဘူးမြန်မာနိုင်ငံဟာကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတနိုင်ငံဖြစ်တဲ့အတွက်ကုလသမဂ္ဂနဲ့ဆက်လက်ပြီးမိမိတို့နိုင်ငံရဲ့အကျိုးစီးပွားနိုင်ငံတကာလိုက်နာရမယ့်တာဝန်ဝတ္တရားများနဲ့အညီအပြုသဘောကျွန်တော်တို့ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပါတယ်ဒါတော့ကျွန်တော်သိထားလာပေါ့လေဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဒီပျော်ရည်ဆိုခွင့်ရှိတဲ့အဖွဲ့ဝင်တွေဖြစ်တဲ့ကျွန်တော်နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ဝန်ကြီးဌာနတွေကကျွန်တော်တို့ပျော်ရည်ဆိုခွင့်ရှိသူတွေကဗာများဖြစ်စုပြီးပြောလို့ပါသေးတယ်အဖြေပြည့်စုံသွားအောင်ပေါ့လေခုနပြောတဲ့မိကွန်းနဲ့ပတ်သက်ပြီးမိကွန်းမရှင်းရင်လည်းပြန်ပြီးတော့မေးခိုင်းနိုင်ပါတယ်ခင်ဗျအဖွဲ့ကောင်းဆောင်ကြီးလည်းဖြေချပြီးဖြစ်ပါတယ်ဒီနေရာတစ်ခုဖြစ်ဆိုပြီးတော့ပြောချင်တာတော့ကျွန်တော်တို့ဒီနိုင်ငံတကာအတိုင်းဝိုင်းနေလည်းမြန်မာအရေးကိစ္စတွေမှာဆောင်ရွက်တဲ့ခါမှာတော့ကျွန်တော်တို့မြန်မာနိုင်ငံရဲ့ချုပ်ချာအာဏာပိုင်ဆိုင်မှုတည်ငြိမ်အေးချမ်းမှုနဲ့တရားဥပဒေစိုးမိုးရေးကိုမထိခိုက်စေဘူးဆိုတာကိုလည်းအရေးကြီးတဲ့အချက်တစ်ချက်အနေနဲ့ကျွန်တော်ဖြည့်ဆွတ်တင်ပြချင်ပါတယ်နောက်တစ်ခုမေးခွင့်ပြုပါဟုတ်ကဲ့ကျွန်တော်အခုလက်ရှိပေါ့လေဒီမတ်လ10ရက်နေ့ကဒီတက်ဆိုင်ရာအာဏာပိုင်တွေကဒီပုဂ္ဂလိကဘာနေကိုဖွင့်ဖို့အတွက်ညွှန်ကြားခဲ့ပါတယ်ဒါပေမဲ့လည်းပဲအခုလက်ရှိအခြေအနေမှာဆန္ဒထုတ်ဖော်သူတွေနဲ့ဒီလုံခြုံရေးအဖွဲ့ဝင်တွေနဲ့ထိတ်တိုက်တွေ့တာတွေကတော်တော်များနေတော့ဒီအများပြည်သူကလည်းဒီဘဏ်တွေကိုတွားပြီးတော့ဒီငွေထုတ်ဖို့လုံခြုံမတွားရောက်နိုင်ပါဘူးနောက် ATM စက်တွေမှာကလည်းပဲတွားထုတ်လိုက်လို့ရှိရင်လေပတ်စံမရှိတာများတယ်အဲ့တော့ဒီရေးရှည်မှာပေါ့နော်အများပြည်သူဒီအဆင်ပြေဖို့အတွက်ကိုဒီပုဂ္ဂလိကဘဏ်လုပ်ငန်းတွေနဲ့ပတ်သက်လို့ဘယ်လိုများစီစဉ်ဆောင်ရွက်ထားတာများရှိပါတယ်လဲဆိုတော့အဲ့ဒါလေးမေးချင်ပါတယ်ကျွန်တော်တို့ match လာရှိရနေတော့မှန်ပါတယ်ကျွန်တော်တို့ပုဂ္ဂလိပုဂ္ဂလိကဘဏ်တွေဖွင့်ဖို့ကျွန်တော်တို့ပြောခဲ့တယ်ပုဂ္ဂလိကဘဏ်တွေမှာလည်းသူ့အခက်ခဲနဲ့သူရှိတာပါလေသူ့အခက်ခဲနဲ့သူရှိတဲ့အတွက်ကြောင့်ကျွန်တော်တို့တိကျကဘဏ်နှစ်ဘဏ်ပဲခဏပဲဖွင့်လိုက်တယ်ဘဏ်နှစ်ဘဏ်ပဲဖွင့်ပြီးတော့ပြန်ပိတ်လိုက်ရတဲ့အခြေအနေမျိုးရှိတယ်အဓိကတော့သူကဘာပြုတာပေါ့လေဘဏ်တွေနဲ့ပတ်သက်ပြီးတော့ထင်ထားတာဘဏ်တွေနဲ့ပတ်သက်ပြီးတော့ခုနပြောတဲ့သူတို့ဝန်ထမ်းတွေရဲ့အခက်ခဲရှိတယ်လို့ခုနပြောလို့ဒီဘဏ်တွေကိုပိတ်ဖို့အတွက်ဆန္ဒပြနေတဲ့သူတွေရှိတယ်အဲဒီဆန္ဒပြနေတဲ့ရည်ရွယ်ချက်ကဒီဘဏ်တွေဖွင့်တာနဲ့နှောက်ယှက်ဖိအားပေးတဲ့လုပ်ငန်းတွေလုပ်နေတာမျိုးလေးရှိပါတယ်ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့အနေနဲ့ကဒါနှောက်ယှက်ဖိအားပေးနေတဲ့သူများကိုကျွန်တော်တို့ဒါထိထိရောက်ရောက်အရေးယူသွားဖို့ရှိပါတယ်ထိထိရောက်အရေးယူဆောင်ရွက်သွားဖို့လည်းရှိတယ်ပြီးရင်ဒီဘဏ်တွေပိတ်တဲ့အတွက်ကြောင့်မလို့ဘယ်သူတွေကအဓိကနစ်နာလဲဆိုတော့ပြည်သူလူထုကနစ်နာတာဖြစ်ပါတယ်ပြည်သူလူထုကနစ်နာတာဖြစ်တယ်ဒီဘက်ကအစိုးရလုပ်ငန်းတွေနဲ့ကျွန်တော်မြင်တော့ပါတော့အစိုးရလုပ်ငန်းတွေဒီ trade ကိုပြောတာမဟုတ်ဘူး trade ကိုပြောတာမဟုတ်အစိုးရလုပ်ငန်းတွေတော်တော်များများကမိကိုနေတာကဒီမြမစီးပွားရေးဘဏ်ကပဲတဆင့်သွားတာများပါတယ်ဒီပြည့်လုပ်ငန်းတွေတော့ရှိပါတယ်သွားတဲ့လုပ်ငန်းတွေရှိတယ်သို့တော့တကယ်နစ်နာတာပြည်သူလူတွေဖြစ်ပါတယ်ဒီလုပ်ငန်းတွေကိုအဲ့လိုမျိုးလှုပ်ဆောင်နေတဲ့လူတွေအနေနဲ့လည်းပိတ်ပင်နေတဲ့လူတွေလည်းစဉ်းစားကြဖို့ကောင်းတယ်လို့ကျွန်တော်ပြောလိုပါတယ်ဒါဘဏ်လုပ်ငန်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့အနေနဲ့ကတော့ဒီထပ်မှန်ပြီးတော့ဒါဗန်များခွင့်လက်နိုင်ရေးဒါစူးစမ်းဆောင်ရွက်သွားပါမယ်စူးစမ်းဆောင်ရွက်သွားတဲ့ဆိုမဲ့နေရာမှာကျွန်တော်တို့ဒီတာဝန်ရှိတဲ့ဗဟိုဘဏ်အဖွဲ့အစည်းတွေရောတာဝန်ရှိတဲ့ကျွန်တော်တို့ဒီပြည်ထောင်စုအဆင့်အဖွဲ့အစည်းတွေအနေနဲ့ရောတာဝန်ရှိတဲ့ပြည်ထောင်စုဝန်ကြီးတွေအနေနဲ့တာဝန်ရှိတဲ့ဒီကောင်စီဝင်တွေအနေနဲ့ဒီဟာတွေကိုနီလန်ပေါင်းလို့ဆရာပြောကြခွင့်နိုင်အောင်ကျွန်တော်တို့ကြိုးပမ်းဆောင်ရွက်လျက်ရှိပါတယ်နောက်တစ်ခုပြောချင်တာကတော့ငွေကြေးနဲ့ပတ်သက်ပြီးဆက်ပြီးကျွန်တော်ပြောချင်တာဖြစ်ပါတယ်ငွေကြေးနဲ့ပတ်သက်ပြီးဘဏ်တွေမှာငွေမရှိတော့ဘူးတို့ဘဏ်တွေမှာဘာမရှိတော့ဘူးဆိုတဲ့ဟာတွေဒီမဟုတ်ပါဘူးကောလာဟာလာပဲဖြစ်ပါတယ်ပြည်သူများစိုးရိမ်ဖို့မလိုပါဘူးဘဏ်လုပ်ငန်းစနစ်အရဘဏ်တွေမှာငွေသားဆိုတာပိတ်ပြီးတော့ထားလိမ့်မရှိပါဘူးထားဖို့နေရာလည်းမရှိပါဘူးဘဏ်လုပ်ငန်းစနစ်အရငွေတွေထားတဲ့နေရာဒီတနေရာမှာဖြစ်ပါတယ်ဘဏ်တွေမှာစည်းရင်းစရာပဲရှိတာဖြစ်ပါတယ်မြန်မာနိုင်ငံမှာဘောနော်ကျွန်တော်တို့ဘာမှငွေစက်ကူအသစ်ရိုက်နေเสียမလို့မြန်မာနိုင်ငံမှာငွေသားပေါင်းကျွန်တော်တို့အသင့်ထုတ်ပေးနိုင်တဲ့ငွေသားပေါင်းကျွန်တော်တို့အရေးအတွက်မပြောတော့ပါဘူးထရီလီယံနဲ့ရှိတယ်လို့ကျွန်တော်တို့ပြောပါလားဒါ
ဒါကျွန်တော်တို့အစ်စ်ထုတ်တဲ့အစ်စ်ထောက်ဆိုစရာမလိုဘူးရှိပြီးသားကျွန်တော်တို့ဒီဟာတွေသူ့ရဲ့ဗန်လုပ်ငန်းစီးမြင့်နေရရှိပြီးသားထရီလီယံနဲ့ရှိပါတယ်ငွေသားအတွက်ငွေနဲ့ပတ်သက်ပြောကြငွေကြေးနဲ့ပတ်သက်ပြီးစိုးရင်စရာမရှိဘူးလို့ပြောလို့ပါတယ်ကျွန်တော်ခုဖြေကြနဲ့ပတ်သက်ပြောကြဟိုဗန်နဲ့ပတ်သက်ပြောကြကျွန်တော်တို့ပြောဆိုခွင့်ရှိတဲ့လူတွေပေါ့နော်ဟိုဗန်လုပ်ငန်းနဲ့ပတ်သက်ပြီးဆက်တဲ့ဟိုပြောဆိုခွင့်ရှိတဲ့လူတွေကကျွန်တော်တို့ပြန်ပြီးတော့ဖြည့်စုပ်ပြီးပြန်ပြီးဖြေကြပြီးကိုပြောလို့ပါတယ်ဟုတ်ကဲ့ပါဗျကျွန်တော်တို့ဒီတနိုင်ငံလုံးအနေနဲ့ကျွန်တော်တို့ဗန်ခွဲပေါင်းဒီနေ့ဆိုလို့ရှိရင်ဒီနေ့စင်းရဆိုလို့ရှိရင်1900ကျော်ရှိပါတယ်အဲ့တော့9ရက်နေ့မှာဆိုလို့ရှိရင်ကျွန်တော်တို့စင်းရဖွင့်လှစ်တဲ့ဗန်ခွဲပေါင်းက450ကျော်ရှိပြီးတော့ဒီ10ရက်နေ့မှာဆိုလို့ရှိရင်490ကျော်ဖွင့်လှစ်နိုင်ခဲ့ပါတယ်ဒီကြထပ်မံဖြစ်ဆွဲစရာမရှိပါဘူးမိကုံများကိုဖြည့်ချပေးပါတော့ပြန်ကြားရေးဒုတိယဝန်ကြီးကိုအထူးပဲကျေးဇူးတင်ကြောင်းပြောဟုတ်ဆရာကျေးဇူးတင်ပါတယ်ခင်ဗျမင်္ဂလာပါဗိုလ်ချုပ်ကျွန်တော်ကတော့မြန်မာ National Post ကတောင်းတော်လေးပါဗိုလ်ချုပ်ခင်ဗျာကျွန်တော်တို့ဒီနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရဲ့အစည်းအဝေးမှာပေါ့နော်ကောင်စီဖွဲ့ဝင်တွေကဘာကအကြောင်းတွေနဲ့ပတ်သက်လို့ဥက္ကဋ္ဌကိုအစီရင်ခံတင်ပြကြသလိုဥက္ကဋ္ဌကလည်းဒီဘာကအကြောင်းတွေကိုပေါ့နော်အခြေခံပညာအကြောင်းတွေအတိုင်းပဲဖွင့်လှစ်ဆောင်ရွက်နိုင်ဖို့စီစဉ်ထားတယ်လို့ပြောပါတယ်ခင်ဗျာအဲ့ဒီမှာကျွန်တော်တို့ဘာကအကြောင်းနဲ့ပတ်သက်လို့အခက်အခဲလေးရှိတာတခုတွေ့ရတာကဘာကအကြောင်းကဆရာမတွေကသာနာရေးနဲ့ယဉ်ကျေးမှုဝန်ကြီးဌာနလက်အောက်ကတွားပြီးတော့မူလုံဆရာမတွေဆိုရင်လစာက3800ဟောမူလာတန်းပြဆိုရင်3800မူလုံဆိုရင်4200အဲ့လောက်အခြေအနေပဲရတဲ့အခြေအနေမျိုးဖြစ်နေပါတယ်သိရပါတယ်အဲ့ဒါကိုဆရာမတွေအဆင်ပြေစေဖို့ဆရာတော်တွေကပေါ့နော်အလှငွေလေးတွေနဲ့ဖြည့်ဆွဲပြီးတော့9000တသိန်းဖြစ်အောင်ပေးရတဲ့အခြေအနေမျိုးရှိပါတယ်အဲ့လိုဘာကကြောင့်ဆရာမတွေကိုပြန်လည်ဖွင့်လှစ်တဲ့အခါမှာလစာနှုန်းထားကိုအခြေခံပညာအကြောင်းအဆရာမတွေနဲ့တန်းတူဆောင်ရွက်ပေးဖို့အစီအစဉ်ရှိမရှိဆိုတာလေးသိချင်ပါဒီမေကွန်းကကြာကျွန်တော်တို့ကမူဝါဒပိုင်းဆိုင်ရာမေကွန်းဖြစ်ပါတယ်မူဝါဒပိုင်းဆိုင်ရာမေကွန်းဖြစ်ပါတယ်ဆိုတာဒီဟာကိုတင်ပြထားခြင်းရှိမရှိဆိုတာလည်းကျွန်တော်မသိသေးပါဘူးဘောနော်အဓိကတော့တင်ပြထားခြင်းမရှိဘူးဆိုရင်အကျိုးအကြောင်းနဲ့ကျွန်တော်တို့ဟိုသာသနာရေးဝန်ကြီးဌာနကိုဒီဘာကအကြောင်းနေရသာသနာရေးဝန်ကြီးဌာနကိုကျွန်တော်တို့ဒါအကြောင်းကြားတဲ့နေထင်ပါတယ်အကြောင်းပထမအဆင့်အကြောင်းကြားမှာပေါ့နော်ပထမအဆင့်အကြောင်းကြားပြီးရင်ကျွန်တော်တို့ဘယ်လိုလုပ်ပေးနိုင်မလဲဆိုတဲ့ဟာကိုမေးပြီးရင်တော့ဒီဟာဒီမူဝါဒအရာအဖြစ်တစ်ခုဖြစ်လာမှာဖြစ်ပါတယ်ဒါတော့ပထမဆုံးကတော့ကျွန်တော်တို့ကဒီလိုမျိုးဖြစ်ပေါ်နေတဲ့ဆိုတဲ့ဟာကိုသိနိုင်အောင်ဆိုအတွက်ဒါအကြောင်းကြားဖို့လိုတယ်လို့ပဲကျွန်တော်ပြန်ဖြေချင်ပါတယ်ဗျကျွန်တော်ဟိုဘက်ကဟိုဒီကျောင်းနေနဲ့ပတ်သက်ပညာရေးနဲ့ပတ်သက်ရကြဟိုပြောနိုင်တဲ့လူတွေများပါသေးလားဗျပါလားဟုတ်ကျေးဇူးတင်ပါဘုံနောက်တစ်ခုပါဘုံရန်ကုန်မြို့ပေါ်အခြေအနေလေးကိုကျွန်တော်တက်တင်ပြချင်တာပေါ့ဘုံရန်ကုန်မြို့ပေါ်မှာဘုံရဲ့ဒီအခုကလမ်းမကြီးတွေလည်းပိတ်ဆို့ထားတဲ့အခြေအနေဖြစ်တယ်ဒီရက်ွက်တွင်လမ်းတွေမှာလည်းပိတ်ဆို့ထားတဲ့အခြေအနေဖြစ်တယ်ပေါ့ဆိုတော့ကဒီဝန်ထမ်းတွေအတွက်နိုင်ငံဝန်ထမ်းတွေအတွက်လှုပ်ရှားမှုအခက်အခဲရှိသလိုတစ်ဖက်မှာလက်လုံလက်စားပေါ့နော်နေသားအလုပ်သမားတွေပြည်သူတွေကလည်းအများကြီးထောင်နဲ့တောင်းနဲ့သိန်းနဲ့တန်းနဲ့ရှိတာပါဒီလူတွေမှာလည်းပေါ့နော်နေ့စဉ်အလုပ်ရှိပါလျက်နဲ့တော့ဒီလိုလမ်းပိတ်ဆို့ထားတဲ့အခြေအနေတွေကားသွားလောင်အဆင်မပြေတဲ့အခက်အခဲတွေကြောင့်အလုံးမစင်းရပဲစောင်းနေကြတဲ့တွေဖြစ်ပေါ်နေတယ်လို့သိရပါတယ်အဲ့လိုကိုလက်လုံလက်စားပြည်သူတွေအတွက်ကောနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကဘယ်လိုစီစဉ်ဆောင်ရွက်ပေးဖို့များရှိတယ်လဲဆိုတာလေးသိချင်ပါတယ်အဓိကတော့ကျွန်တော်တို့ကလမ်းပန်းဆက်တဲ့မှုလုံခြုံစောမွေစီအဓိကပါပဲဒါကြောင့်မလို့ဒီရန်ကုန်မှာဖြစ်နေတဲ့ကိစ္စတွေမှာလုံခြုံရေးတပ်ဖွဲ့ဝင်တွေအနေနဲ့အလုံးမျိုးဆောင်ရွက်နေတာတွေ့ရလိမ့်မယ်နံပါတ်1ကတော့ဒီဆန္ဒပြတဲ့ပေါ့နော်ဒါလူစုလူဝေးနဲ့ပတ်သက်ပြီးကြထိန်းသိမ်းခြင်းလုပ်ငန်းဆောင်ရွက်ရတယ်လို့ဒါပြီးတဲ့အချိန်မှာညဘက်မှာပဲဖြစ်ဖြစ်ဒါအားနေ့ဘက်မှာပဲဖြစ်ဖြစ်ကျွန်တော်တို့ဒီလမ်းပေါ်မှာပိတ်ဆို့နေတဲ့အတားအဆီးတွေကိုကျွန်တော်တို့ရှင်းထုတ်ရတဲ့လုပ်ငန်းတွေပါထပ်ပြီးကျွန်တော်တို့လုပ်နေရပါတယ်ဒါကိုလည်းကျွန်တော်တို့ဒီမြန်မာနိုင်ငံရဲတပ်ဖွဲ့တပ်မတော်နဲ့ဒီစစ်မြေပြင်အင်ဂျင်နီယာတပ်ဖွဲ့ကတပ်ဖွဲ့ဝင်တွေနဲ့ကျွန်တော်တို့ဆောင်ရွက်လျက်ရှိပါတယ်ဆောင်ရွက်လျက်ရှိတယ်ဒီဟာတွေဒီဆန္ဒပြတယ်ဆိုတဲ့နေရာမှာပေါ့နော်ခုနလိုပိတ်ဆို့ပြီးဆန္ဒပြတာတွေဒါဒီဥပဒေနဲ့ဒါမညီညွတ်ပါဥပဒေနဲ့မညီညွတ်ပါဒါတွေကိုလည်းပြည်သူလူထုအနေနဲ့ဟိုစင်ကျင်သင့်တယ်လို့ကျွန်တော်တို့မြင်ပါတယ်ဒါမြောက်ဒီဟိုမှာဆိုရင်ကျွန်တော်တို့တစ်ခါမြင်ပါလိမ့်မယ်မြောက်ဥက္ကလာမှာဒီလိုလမ်းပိတ်ထားတယ်ပိတ်ထားတဲ့ဟာကိုပဲဒါရောမီးရှို့တယ်မီးရှို့တာတော့မှဒီတိုင်းမဟုတ်ဘူးမီးရှို့တာကဟိုသူတို့ဆွဆွဲတယ်ပေါ့နော်လုံခြုံရေးတပ်ဖွဲ့ဝင်တွေမီးရှို့တယ်ဆိုပြီးဆွဆွဲတယ်ဒါပေမဲ့ဗီဒီယိုဖိုင်တစ်ပိုင်းထွက်လာပါတယ်သူတို့ဘာလို့မီးရှို့တာမီးရှို့ပြီးမနိုင်တော့ကြမှာမီးကလောင်တယ်လောင်တော့ကြမှာအိမ်တွေနားလေးပါလောင်လာတယ်အပြင်အဲ့ထက်မှကျွန်တော်တို့
ဓာတ်စီပုံနဲ့တည်လာတဲ့လူကရှိသေးတယ်ဓာတ်စီပုံနဲ့တည်လာပြီးပရာဟိတကနဲ့တည်လာတယ်အဲ့မှာလုံခြုံရေးတပ်ဖွဲ့နဲ့တွေ့ပြီးတော့ဒါလုံခြုံရေးတပ်ဖွဲ့နဲ့ထိန်းသိမ်းတဲ့အခါကျဒါသည်ဟိုပရာဟိတကကိုရိုက်တဲ့နှက်တဲ့ထိန်းသိမ်းတယ်ဆိုတဲ့ဟာမျိုးတွေထွက်လာလည်းရှိပါတယ်ဒါတွေကတော့ဖြစ်နေတဲ့ဖြစ်စဉ်တွေပေါ့အဓိကတော့ဒီလမ်းမဆက်သွယ်မှုနော်လုံခြုံရှောမွေစေရေးနဲ့လမ်းတွေပြန်ပုံရတဲ့ကျွန်တော်တို့လည်းအလေးနဲ့ထားပြီးဆောင်ရွက်လျက်ရှိပါတယ်ဒေသခံပြည်သူလူထုအနေနဲ့လည်းဒါဘိုင်းဝင်ကူညီဆောင်ရွက်ပေးကြပါလို့ကျွန်တော်တို့တိုက်တွန်းလိုပါတယ်ကျေးဇူးတင်ပါတယ်ဗျနောက်ဆုံးမေးခွန်းပါဗျကျွန်တော်တို့နောက်လူတွေအလဲပေးလိုက်တော့နောက်ပြီးကြပြန်ပြောရင်ကောင်းမှာဟုတ်သာကျွန်တော်တို့ရေခင်ဆိုရတဲ့တက်တုန်းကတက်မတော်ကလေယာမြေဆွန့်လွတ်ပေးခဲ့တာရှိပါတယ်ဗျဆွန့်လွတ်ပေးခဲ့ပေမဲ့ဒီပေါ့နော်မူလလက်ငုပ်လေသမားတန်ကိုပြန်မရတဲ့ပြဿနာတွေလည်းယနေ့တိုင်ရှိနေသေးတဲ့အပေါ်မှာအဲ့ဒါမျိုးတွေနဲ့ပတ်သက်လို့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေနဲ့ဘယ်လိုမူဝါဒတွေချမှတ်ဆောင်ရွက်သွားဖို့ရှိလဲဆိုတာလေးနောက်ဆုံးပြကြပြီးတော့လေယာမြေနဲ့ပတ်သက်ပြီးမူဝါဒတော့ကျွန်တော်တို့အစ်စ်ပေါ့နော်ချမှတ်ထားတဲ့မျိုးတော့မရှိပါဘူးယခင်ကကျွန်တော်ဆွန့်လွတ်ပေးတဲ့မြေတွေရှိပါတယ်ဆွန့်လွတ်ပေးတဲ့မြေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ကြံ့ကြာနေရတဲ့အကြောင်းရင်းတွေကိုကျွန်တော်တို့စီစစ်တဲ့အခါမှာယခင်ကလေယာမြေတမတော်ကနေဆွန့်လွတ်လိုက်တယ်ဆိုတော့လေယာမြေတွေကဘယ်လိုပြောတမတော်နဲ့ဆွန့်လွတ်လိုက်တဲ့လေယာမြေတွေကတောင်သူတွေလက်ထက်ကိုကျွန်တော်တို့ဓာတ်လိုက်ပြီးလို့မရဘူးစီစီရေးကော်မတီမှာလေယာမြေနဲ့ပတ်သက်ပြီးမြေနဲ့ပတ်သက်ပြီးစီမံခန့်ခွဲရေးကော်မတီကိုကျွန်တော်တို့ပေးရတယ်မြေနဲ့ပတ်သက်ပြီးစီမံခန့်ခွဲရေးကော်မတီကရတဲ့အခါမှာသူ့ရဲ့နော်သက်ဆိုင်ရာနေရာတွေကိုပေးရတယ်အဲ့သက်ဆိုင်ရာနေရာတွေမှာဒီအမှုတွေကလည်းတစ်ခါလေးမှာတော်တော်ရှုပ်ထွေးပါတယ်သူကကျွန်တော်တို့မူလပိုင်ရှင်ကိုပြန်ပေးရတာဖြစ်တယ်သို့တော်လည်းအဲ့မူလပိုင်ရှင်ဆိုတဲ့လူကမရှိတော့မူလပိုင်ရှင်ကနေမှနောက်တစ်စင်ရောင်းထားတယ်နောက်တစ်စင်ရောင်းတယ်တချို့နေရာတွေမှာ3-4စင်လောက်ရောင်းထားတာဖြစ်တဲ့ကြောင့်မလို့မူလပိုင်ရှင်ကိုပေးဖို့ဆိုတာဒီလေသူကပြောတဲ့အခါမှာသူကလည်းရပိုင်ခွင့်ရှိတယ်သူကလည်းရပိုင်ခွင့်ရှိတယ်ဆိုတဲ့နေရာမှာဟိုပေါ့နော်ဥပဒေအရာကောအကြောင်းချင်းရာကောဒါအငြင်းပွားမှုတွေဖြစ်လာတယ်ဒါကြောင့်မလို့ကြံ့ကြာနေတဲ့ဟာတွေလည်းရှိတယ်သို့တော့တချို့ဟာတွေဒီလုံထုံးလုံနည်းအရာကြံ့ကြာနေတဲ့ဟာတွေလည်းရှိတယ်ဥပဒေအရာကြံ့ကြာနေတဲ့ဟာတော့ကျွန်တော်တို့ဥပဒေအရာဆောင်ရွက်ရမှာဖြစ်တယ်သို့တော့လုံထုံးလုံနည်းရုံးစနစ်တွေအရာကြံ့ကြာနေတဲ့လုပ်ငန်းတွေကိုတော့ကျွန်တော်တို့အများဆုံးဆောင်ရွက်ပေးသွားပါမယ်ဟုတ်ကဲ့ပါရူဝင်ပါဟာလေကျွန်တော်ပြပြမိရပါပထမဦးဆုံးမေးချင်တာကဟိုပညာရေးဝန်ကြီးဌာနနဲ့အနေနဲ့ပေါ့လေပြီးခဲ့တဲ့ရက်ပိုင်းကပဲဒါမီဒီယာတိုက်9ခုကိုဒါထုတ်လုပ်ခွင့်ဟိုရက်ဆိုင်လိုက်တာရှိတယ်ပေါ့လေဟိုတက်မတော်အနေနဲ့အခုလက်ရှိကောင်စီအနေနဲ့ပေါ့လေဟိုဖွဲ့စည်းပုံတိုင်းသွားမယ်ဆိုပြီးတော့ဟိုပြောထားတာရှိတယ်ပေါ့ဟိုအဲ့လိုပြောထားတာရှိပေမဲ့ဒီမီဒီယာတချို့ကဖော်ပြတဲ့ခါမှာကောင်စီစစ်ကောင်စီဆိုပြီးတော့တုံးတာရှိလို့အခုလိုမီဒီယာတိုက်တွေကိုအရေးယူလာလားပြီးကြတော့အခုလိုလုပ်ငန်းပိတ်သိမ်းတဲ့အထိအရေးယူဖို့လိုအပ်လားဘာလို့ဆိုအရင်အစိုးရတော်ကလည်းဒီလိုဝေဖန်တာရှိတယ်ဒီလိုဟိုတင်ပြတာရှိပေမဲ့အရေးယူမှုမရှိဘူးပေါ့လေအခုကျမှဟိုပိတ်သိမ်းတဲ့အရေးယူတယ်ဆိုတော့ဒီပေါ်တစ်ချက်တော့ရှင်းပြပေးပါဦးခင်ဗျားလည်းစစ်ကောင်စီတို့စစ်အာဏာရှင်တို့ရေးတိုင်းတာအရေးယူရမယ်ဆိုရင်တော့အဲ့မှာခင်ဗျားတို့နောက်မှာရှိတဲ့မီဒီယာတွေတော့မှတယောက်မှကြံမှာမဟုတ်တော့အကုန်လုံးအဲ့တိုင်းပဲရေးနေတာပဲနော်အဲ့ခါရေးလို့အရေးယူရမှာမဟုတ်အဲ့ဒီမီဒီယာတွေဘာတွေရေးခဲ့တယ်ဆိုတာခဏကြည့်လိုက်ဘာတွေရေးခဲ့တယ်ဆိုတာခဏကြည့်လိုက်တွေ့လိုက်မယ်ဘာတွေရေးခဲ့တယ်ဆိုတာကြည့်လိုက်လောက်ကြံဖန်တီးမှုတွေရေးနေလို့ဒါအရေးယူရဖြစ်တယ်မီဒီယာမျိုးရှိပါတယ်ဒီထဲမှာရှိတဲ့ကျွန်တော်ပြောရတဲ့ဒီထဲမှာရှိတဲ့မီဒီယာတွေထဲမှာမီဒီယာတွေပေါ့နော်ဒီထဲမှာရှိတဲ့မီဒီယာတွေမှာနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီလို့ရေးတဲ့မီဒီယာဆိုတော့ကျွန်တော်မြင်တာပေါ့နော်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီတို့ရေးတဲ့မီဒီယာဆိုကျွန်တော်တို့မြဝတီရဲ့မြမအလင်းရဲ့ဂျေးမုံရဲ့ပဲရှိမှာပေါ့ကျန်တဲ့လူတွေခင်ဗျားတို့ရေးခြင်းတို့ရေးနေရပဲကျွန်တော်တို့အရေးယူလို့လားအဲ့ဒါကြောင့်အရေးယူတာမဟုတ်ဘူးလေခုအရေးယူတဲ့ဟာတွေဒီသူတို့ရေးတဲ့သတင်းတွေကိုဖတ်ကြည့်ပါသူတို့ဘာတွေလုပ်ခဲ့တယ်ဆိုတဲ့ဟာတွေကိုကြည့်ပါကျွန်တော်တို့အရေးယူတဲ့အထက်မှာအကြောင်းပြချက်ပေးထားပါတယ်နံပါတ်1နိုင်ငံတော်အေဂျင့်တာရေးနဲ့တရားဥပဒေစိုးမိုးရေးကိုထိခိုက်လို့စုဘူးအကြမ်းဖက်မှုတွေကိုပို့ပြီးတော့ကြညှင့်တင်အောင်လုပ်နေလို့မဟုတ်မမှန်သတင်းတွေရေးသားလို့ရေးသားတာဖြစ်ပါတယ်ဒီဟာနဲ့ပတ်သက်ပြီးတော့အသေးစိတ်သိချင်ရင်ပြီးရင်ဘာတွေရေးသားခဲ့တယ်ဆိုတာအသေးစိတ်သိချင်ကျွန်တော်တို့ဒီပြန်ကြားရေးဝန်ကြီးဌာနမှာလည်းမှတ်တမ်းတွေရှိပါတယ်ဒါကြောင့်မလို့အသေးစိတ်သိချင်ခုအချိန်ထိပိတ်ပင်ပြီးသည့်အထိနော်ရေးနေတော့မှရှိပါတယ်အဲ့မီဒီယာတွေပိတ်ပင်ပြီးသည့်အထိရေးနေတော့မှရှိပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့ဆောင်ရွက်ခြင်းဖြစ်တယ်လို့ပဲပြောချင်ပါတယ်ဟိုဝန်ကြီးခင်ဗျာကျွန်တော်နောက်တစ်ခုမေးချင်တာကလေအခုနိုင်ငံတကာအပါအဝင်ပေါ့လေတချို့နိုင်ငံတွေကဒေါ်ဟိုသမ္မတဦးဝင်းမြင့်နဲ့အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်ကိုပြန်လွှတ်ပေးဖို့ဟိုပြောနေကြတာရှိတယ်ပေါ့ဒီပေါ်မှာကောင်စီအနေနဲ့သဘောထားဘယ်လိုရှိလဲပြီးကြလို့ရှိရင်ဟိုဒီကိစ္စတွေနဲ့ပတ်သက်ပြီးတော့ဟိုနိုင်ငံရေးကတွဲဆုံပြီးတော့ညှိနှိုင်းဖို့ဆိုပြီးတော့နိုင်ငံတချို့ကတောင်းဆိုတာရှိတယ်ပေါ့ဆရာဟ
ဝန်ကြီးရဲ့ဒီပေါ်မှာဝန်ကြီးတို့ဒီကောင်စီရဲ့သဘောထားဘယ်လိုရှိပါလဲဟုတ်ရေတော့နိုင်ငံရေးရတွေ့ဆုံညှိနှိုင်းဖို့ဆိုတာဒီလဲဒီမှာတမတော်နဲ့နိုင်ငံရေးပါတီပေါ့နော်တချို့နဲ့ကျွန်တော်တို့နိုင်ငံရေးရတွေ့ဆုံညှိနှိုင်းဖို့တွေ့ဆုံညှိနှိုင်းရေးလမ်းကြောင်းကိုသွားနိုင်ဖို့ဆိုပြီးကျွန်တော်တို့ကြိုးပမ်းခဲ့တာရှိပါတယ်တခုပြောချင်တာတော့တရားဝင်သတင်းစာရှင်းလင်းပွဲလုပ်ခဲ့တယ်ဒါတွေလည်းထုတ်ပြန်ခဲ့တယ်အဲ့ဒီအချိန်တုန်းကတော့ညှိနှိုင်းဆွေးနွေးရေးလမ်းကြောင်းကိုသွားပါလို့လည်းတယောက်မှလည်းတိုက်တွန်းတာတော့ကျွန်တော်လည်းမတွေ့ပါဘူးခုချိန်မှာပဲညှိနှိုင်းဆွေးနွေးရေးလမ်းကြောင်းကိုသွားပါလို့တိုက်တွန်းနေတာမျိုးတော့တွေ့ရပါတယ်ဒါလည်းအပြစ်မတင်ပါဘူးဒါနဲ့ပတ်သက်ပြီးပြောချင်တာကတော့ပထမအဆုံးကတော့ကျွန်တော်တို့ရဲ့ခုနဖြေခဲ့တဲ့အဖြေတိုင်းပဲရှေ့လုပ်ငန်းစဉ်တွေအတိုင်းပဲမူဝါဒဒီအတိုင်းပဲကျွန်တော်တို့သွားပါမယ်ဥပဒေနဲ့ညီတဲ့အလုပ်တွေအတိုင်းပဲကျွန်တော်တို့သွားရပါလိမ့်မယ်ဒီအတိုင်းပဲဆက်ပြီးသွားမယ်ဆိုတာပဲခုလောလောဆယ်တော့ကျွန်တော်အဖြေပေးနိုင်ပါတယ်ဟုတ်ဝန်ကြီးမြတ်နောက်ဆုံးတစ်ခုပါနောက်ဆုံးတစ်ခုမေးချင်တာကဟို NLD ပါတီထိပ်ပန်းခေါင်းဆောင်တချို့အပါဝင်ပေါ့လေဒီအောက်ခြေကပါတီဝင်တချို့နဲ့ဒါကိုယ်စားလှယ်ချို့ဖမ်းဆီးမှုရှိတဲ့အခါကျတော့ဒီရှေ့ဆက်ပြီးတော့ NLD ပါတီကိုပေါ့လေဘယ်လိုမျိုးအခုလက်ရှိတွေ့ရှိချက်ကဘယ်လိုမျိုးဟိုတွေ့ရှိထားလဲပြီးကြရှင်အရေးယူဆောင်ရွက်မှုကဘယ်လိုမျိုးရှိလာနိုင်လဲဒီပေါ်မှာပေါ့လေဟိုစစ်ဆေးချက်တွေကိုနေ့စဉ်ထုတ်ပြန်ပေးဖို့ရှိလားအဲ့လေးချက်တော့သိပြစေကျွန်တော်တို့အနေနဲ့ကတော့နော်ဟို NLD ပါတီနဲ့ပတ်သက်ပြီးတော့ကြာဟောမိသည့်ပါတီနဲ့ပတ်သက်လို့ပဲဖြစ်ဖြစ်ပါတီတစ်ခုဆိုတဲ့ဟာနဲ့ကျွန်တော်တို့ဆောင်ရွက်တာမဟုတ်ပါဘူးကျွန်တော်တို့ဆောင်ရွက်နေတာဒီလူပုဂ္ဂိုလ်တွေမှာသူတို့လူပုဂ္ဂိုလ်တွေမှာလူပုဂ္ဂိုလ်တဦးချင်းအနေနဲ့ပဲကျွန်တော်တို့ဆောင်ရွက်နေတာဖြစ်ပါတယ် NLD ပါတီဝင်တိုင်းအဖမ်းမခံရပါဘူးရခင်အစိုးရမှာတာဝန်ထမ်းဆောင်တဲ့ဝန်ကြီးတိုင်းလည်းအဖမ်းမခံရပါဘူးဒုဝန်ကြီးတိုင်းလည်းအဖမ်းမခံရပါဘူးအရေးလည်းအယူမခံရပါဘူးလွတ်တော်ကိုယ်တိုင်တိုင်းလည်းအရေးယူခံရတာမဟုတ်ပါဘူးသူကျူးလွန်ခဲ့တဲ့ဟာသူလှုပ်ဆောင်ခဲ့တဲ့ဟာပေါ်မှာပဲမူတည်တယ်လို့ပဲကျွန်တော်ပြောချင်ပါတယ်ရဲရဲတောက်ဂျာနယ်အရီတာကျုပ်ပါခင်ဗျမိကွန်းတစ်ခုလောက်မေးပြစီစမ်းကြောင်းကဆန္ဒပြတဲ့သူတွေကထမိန်ပေါ်မှာဘုန်းကြီးအယုတ်ဆရာတော်ကြီးရဲ့ရုပ်ပုံကပ်ပြီးတော့ဆန္ဒပြပါတယ်အဲ့ဒီလူဆန္ဒပြတဲ့အခါကျွန်တော်တို့ဗုဒ္ဓဘာသာဝင်88ရာခိုင်နှုန်းကျော်ရှိတဲ့ဗုဒ္ဓဘာသာဝင်တွေစိတ်နှလုံးမချမ်းမသာဖြစ်ရပါတယ်အဲ့ဒီအချိန်မှာပဲပြည်ထဲရေးကတရားခံတွေကိုဖမ်းဆီးလိုက်တဲ့တဲ့ထွက်လာတဲ့အခါမှာကျွန်တော်တို့ Facebook မှာကြည့်သိပါတယ်နာဆာကအစိုးရနဲ့ဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်ကဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်ကိုယ်တိုင်ကိုလမ်းမှာရုပ်တွေခင်းပြီးတက်နှင်းရင်အောင်ဘာမှအရေးမယူဘဲနဲ့ဆရာတော်ကြီးပုံကတ်လို့အရေးယူတယ်ငါတို့တာသနာတော့စိတ်အေးချမ်းပြီလို့အဲ့ဒီလိုမျိုးရေးသားကြတယ်ဆရာတော်ကြီးတွေကိုနိုင်ငါတို့ဗုဒ္ဓဘာသာတော့လွတ်လပ်ပြီကွာလို့ရေးတဲ့အချိန်ကြီးရောက်လာပါတယ်အဲ့ဒါတော့ကျွန်တော်တို့ဒီလူထုအနေနဲ့ကအဲ့ဒီလူလေးနဲ့သူတို့သိကျင်တဲ့သတင်းချင်ချင်းမပြေပါဘူးသူတို့သိကျင်နေတာအဲ့ဒီလူတွေဘလို့အပြစ်ပေးပြီးလဲအရေးယူပြီးလဲဆိုတာကိုသိကျင်ပါတယ်ဒါကြောင့်မလို့အရေးယူတဲ့အဆင့်ပဲဟောနော်ပြင်းထန်သွားအရေးယူမယ်ဆိုတာပဲခဏခဏကြားနေရပါတယ်အဲ့တော့သူတို့ဘလို့အရေးယူတယ်ဆိုတာအခုအရေးပေါ်ကာလနိုင်ငံတော်ကြီးကအရေးပေါ်ဂရင်မောမှာပက်လက်လန်နေတဲ့အချိန်မှာအခုဥပဒေနဲ့ပြစ်တာထိအောင်တော့ပြစ်စေချင်ပါတယ်ပြစ်ပြီးတော့လေအဲ့ဒီဟာကိုအရေးပေါ်ဥပဒေနဲ့အညီအမြန်ဆုံးအရေးယူပြီးတော့သတင်းထုတ်တဲ့တစ်ချိန်တည်းမှာပဲဘလို့ဆောင်ရွက်ခဲ့တယ်ဆိုတာမျိုးထုတ်ပြန်လို့ရှိရင်ကျွန်တော်တို့လူထုရဲ့သတင်းချင်းချင်းအဆင်ပြေမယ်နောက်ပြီးတော့ကျွန်တော်တို့အရေးပေါ်ကာလအရေးပေါ်ဖြစ်နေတဲ့နိုင်ငံကြီးလဲစေချက်မှန်မယ်လို့ကျွန်တော်ထင်တယ်ဒါကြောင့်မလို့အဲ့ဒီလိုအစီအစဉ်မျိုးအဲ့ဒီလိုခုံ
တရားခုံရုံမျိုးနဲ့ဆောင်ရွက်လို့မရနိုင်ဘူးလားဆောင်ရွက်ဖို့အစီအစဉ်ရောမရှိဘူးလားလို့မေးပြရစီခင်ဗျဟောတော့ကျွန်တော်တို့ဒီအမှုဖွင့်ပြီးတော့ကြာကျွန်တော်ချက်ချင်းအရေးယူရတော့ဟိုကျွန်တော်ရှားပါတယ်ခုနကျွန်တော်ပြောခဲ့သလိုပါပဲဒီပုံမှန်ကျွန်တော်တို့ကအရေးပေါ်ပြဋ္ဌာန်းချက်အရာအရေးပေါ်ကာလပြဋ္ဌာန်းချက်များအရာဒီလောက်ပိုင်ခွင့်ပေါ့လေလောက်ပိုင်ခွင့်ကတော့သူကဒါဟိုစေအုပ်ချုပ်ရေးအမိန့်ပြဋ္ဌာန်းနိုင်ပြီဆိုတာရှိပေမဲ့ကျွန်တော်စေအုပ်ချုပ်ရေးအမိန့်မပြဋ္ဌာန်းပါဘူးပြီးရင်လည်းဟိုပေါ့နော်မလိုအပ်ဖဲနဲ့ကျွန်တော်တို့ဒါပုံမှန်420ပေါ့နော်ကျွန်တော်သိရတော့ပုံမှန်420ပဲဖြစ်မှာပါအဲ့ဒီမှာတော့သူကပြန်ကြည့်လိုက်ပါဦးမယ်ကျွန်တော်ဒီဟုတ်ပါတယ်419 420ရတော့ကန့်တတ်နိုင်ပြီပေါ့နော်420ရကန့်တတ်နိုင်ပြီးတော့ကျွန်တော်တို့ကန့်တတ်တယ်နဲ့မရှိပါဘူးကန့်တတ်ခြင်းလည်းမရှိဘူးကျွန်တော်တို့အနေနဲ့လိုအပ်တဲ့လောက်ပဲထုတ်ပြန်ခဲ့ပါတယ်ခုနပြောတော့ချက်ချင်းလှုပ်ချက်ချင်းတရားစီရင်ဆိုတဲ့ဟာတွေကတော့သူကဒီပေါ့နော်ခုနပြောတဲ့စစ်အုပ်ချုပ်ရေးစနစ်ကြမှာပဲသူကလှုပ်လို့ရတဲ့အခြေအနေရှိပါတယ်ကျွန်တော်တို့ယူဆထားရလဲဒီလောက်လဲအခြေအနေတော့မဆိုးသေးပါဘူးခုနပြောသလိုကျွန်တော်တို့အနေနဲ့ကတော့ဟိုဆောင်ရွက်တဲ့အခါမှာအနည်းဆုံးတော့ပေါ့နော်ဘယ်အမှုနဲ့ဖွင့်ထားတယ်ဆိုတာကတော့ကျွန်တော်တို့လုပ်ပေးလို့ရပါတယ်ဘယ်အမှုနဲ့ဖွင့်ထားတယ်ဆိုဘယ်အမှုဆိုရင်တော့ဘလောက်ပြစ်ဒဏ်ရှိနိုင်တယ်ဆိုတော့ပြစ်ဒဏ်ချမှတ်ခြင်းအပိုင်းကတော့သူတို့တရားရုံးကနေပြောကြစီစဉ်တော့မှဘယ်လိုပဲပြောကျွန်တော်တို့အနေနဲ့ကတော့ထိရောက်ဟန်တားနိုင်တဲ့ဥပဒေစိုးမိုးမှုရအောင်ဆောင်ရွက်တော့မှာဖြစ်ပါတယ်မြန်မာနိုင်ငံရဲတပ်ဖွဲ့ကဗာများဖြစ်စုပြောချင်ပါတယ်ဗျာတရားနဲ့ပတ်သက်ပြီးမြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲမှုကြော်တရားဖြစ်ပါတယ်ခင်ဗျာခုနကသတင်းတော်ကြီးမျိုးနဲ့မိခွန်းမှာစမ်းချောင်းမြို့နယ်မှာကျွန်တော်တို့သာသနာတော်ညှိုးနှမ်းစီတဲ့အထိစုဆန္ဒပြမှာဥဆောင်ခဲ့တဲ့ဒီဥဆောင်ခဲ့တဲ့လူ9ယောက်ကိုကျွန်တော်တို့လောလောဆယ်တော့စစ်ဆေးရေးဆဲပဲဖြစ်ပါတယ်ဒီအဖွဲ့တွေတော့ဥပဒေနဲ့ကြီးရေးယူဆောင်သွားမှာဖြစ်ပြီးတော့မှထပ်မံကျူးလွန်တဲ့သူရှိရင်လည်းဖော်ထုတ်ပြီးတော့မှမျိုးဘာသာသာသနာအတွက်ထိတိယောက်ပြပြသတာရေးယူဆောင်သွားမှာဖြစ်ကြောင်းလည်းဖြေကြားလိုပါတယ်မင်္ဂလာပါဘုရားခင်ဗျကျွန်တော်ထာဝရငြိမ်းချမ်းရေးသတင်းကွန်ရက်သတင်းတော့ဥက္ကပါကျွန်တော်ပထမဆုံးမေးချင်တာကအခုကျွန်တော်တို့ဒီဆန္ဒထုတ်ဖော်မှုတွေပေါ့ဆန္ဒထုတ်ဖော်မှုတွေစတင်ဖြစ်ပေါ်စဉ်ကလမ်းပေါ်မှာလူတွေအများကြီးရောက်လာကြပေမဲ့ကျွန်တော်တို့ထိမ့်သိမ့်တဲ့နေရာမှာတော်တော်ဟိုထိမ့်သိမ့်နဲ့ကင်တွယ်နေတာကိုကျွန်တော်တို့တွေ့မြင်ရပါတယ်ဒါပေမဲ့ကျွန်တော်တို့အခုနောက်ပိုင်းရောက်လာတဲ့အခါမှာတော့ပြစ်တာခတ်တာတွေဒါအားလုံးနဲ့သိထားပြီးသားကိစ္စတွေပါဒီလိုမျိုးအခြေအနေတွေကဘာကြောင့်ပြစ်တာခတ်ရတဲ့အထိဖြစ်ပေါ်လာရတာလဲဆိုတာလေးဟိုပြောပြလို့ရရင်ပြောပြပေးစေချင်ပါတယ်ခင်ဗျအဓိကတော့ကျွန်တော်ခုနပြောတဲ့အတိုင်းပါပဲဒီကျွန်တော်တို့အနေနဲ့ကဒီဆန္ဒပြမှုတွေမှာသူ့ဘက်တော့ငြိမ်းချမ်းတဲ့ဆန္ဒပြနေရတယ်ကျွန်တော်တို့ဆောင်ရွက်ခဲ့ဘူးဘယ်ချိန်မှစပြောကြဒါစုဘူးဆန္ဒမမှုဖြစ်လာတယ်9ရက်နေ့လောက်မှာစတင်ပြီးစုဘူးဆန္ဒပြမှုဖြစ်လာတယ်စုဘူးဆန္ဒပြမှုဖြစ်တယ်ဆိုတာလဲကျွန်တော်ကတစ်ဖက်သက်ဆွဆွဲပြီးစုဘူးဆန္ဒပြနေတယ်လို့ပြောတာမဟုတ်ဘူးမှတ်တမ်းသက်သေထောက်ထားတွေအများကြီးရှိတယ်ဒါတချို့ကတော့တစ်ဖက်သက်တည်းဖြတ်တာပေါ့နော်ရဲတပ်ဖွဲ့ဝင်တွေရဲ့အစင်းစစ်လှုပ်ဆောင်မှုတွေမပြဘူးရဲတပ်ဖွဲ့ဝင်တွေအနေနဲ့မေတ္တာရက်ခံပြောကြပြောနေတဲ့ဟာတွေပြတာမရှိဘူးမေတ္တာရက်ခံပြောကြဆောင်ရွက်နေတဲ့နော်တတိပေးချက်တွေကိုဒါပြောထားတာပြထားတာမရှိဘူးဒါပေမဲ့ရဲတပ်ဖွဲ့ဝင်တွေနဲ့မဖြစ်မနေလုပ်ခဲ့ပါတယ်မဖြစ်မနေလုပ်ခဲ့တယ်ဘလောက်ပဲဒေါသထွက်နေတဲ့လူတွေပဲဖြစ်ရဲတပ်ဖွဲ့ဝင်တွေနဲ့မဖြစ်မနေလူစုခွဲပေးဖို့တတိပေးဖို့လုပ်ခဲ့တာရှိတယ်ဒါပြီးရင်ကျွန်တော်တို့သူ့ရဲ့လုပ်ငန်းစဉ်အစဉ်တိုင်းပဲကျွန်တော်တို့ဒါရေကားနဲ့ဖြန်းတဲ့ဟာတွေဘောထောင်ပြီးတော့ကြာအတန်ပေး6လက်နဲ့ဟာတွေသူတို့အနေနဲ့ဒီအစဉ်စိန်တွေကိုကျွန်တော်တို့လှုပ်ဆောင်ခဲ့ပါတယ်လှုပ်ဆောင်ခဲ့တယ်ဒါတွေကတော့ဘောနော်ပြသတဲ့လူလည်းမရှိဘူးပေါ့ဗျာတိုးတော့ဒီဟာတွေကိုလှုပ်ဆောင်ပြီးမှကျွန်တော်တို့အနေနဲ့မဖြစ်တဲ့အချိန်တွေမှာဒါလူစုလူဝေးကိုဖြိုခွဲရတာဖြစ်ပါတယ်နောက်ပိုင်းမှာလူစုလူဝေးကိုဖြိုခွဲတဲ့နေရာမှာကျွန်တော်တို့ဘာတွေတွေ့လာတော့ဆိုကြဒါခုနပြောတဲ့ဓာတ်တွေတုတ်တွေဂျင်ဂရီတွေအပြင်ခုနောက်ပိုင်းမှာလက်လုတ်ဘုံဆိုတဲ့ဟာတွေပါတွေ့လာရတာမျိုးရှိပါတယ်ဒါတွေဟာဘ ᱹ အတွက်မှမကောင်းပါဘူးဘ ᱹ အတွက်မှကောင်းတဲ့နေထားလည်းမဖြစ်နိုင်ပါဘူးဒါကြောင့်မလို့ကျွန်တော်ပထမဆုံးပြောတဲ့အထဲမှာပေါ့နော်လူငယ်လူရွယ်တွေကိုဒါလမ်းပေါ်ဆွဲမတင်ကြပါနဲ့ဆိုတာကျွန်တော်ပြောခြင်းဖြစ်ပါတယ်လူငယ်လူရွယ်တွေအနေနဲ့လည်းကျွန်တော်တို့တိုင်းပြည်ရဲ့အနာဂတ်တွေဖြစ်ပါတယ်တိုင်းပြည်ရဲ့အနာဂတ်တွေဖြစ်တဲ့အတွက်ကြောင့်မလို့ပို့ပြီးစဉ်းစားစေချင်တယ်လို့ကျွန်တော်တို့ပြောဆိုရခြင်းဖြစ်ပါတယ်
နေ့တည်းကဖြစ်သွားတဲ့စမ်းချောင်းဖြစ်စဉ်ပေါ့နော်ကျွန်တော်ပြောချင်တယ်စမ်းချောင်းဖြစ်စဉ်ကိုကြည့်ပါစမ်းချောင်းဖြစ်စဉ်ဆိုရင်ကျွန်တော်တို့အနေနဲ့ကဒီရက်ကွက်ကိုပိတ်ဆို့တာလည်းပေါ့ဒီရက်ကွက်နဲ့လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့လည်းဘာညိုးသေးမှမရှိဘူးဟိုတနေ့ကဖြစ်သွားတဲ့စမ်းချောင်းဖြစ်စဉ်ပေါ့နော်ဘာလဲဆိုကြဒီထဲမှာစုဘူးအကြမ်းဖက်မှုကိုခေါင်းဆောင်နေတဲ့သူတွေစုဘူးအကြမ်းဖက်မှုကိုလှုပ်ဆောင်နေတဲ့သူတွေခိုအောင်နေတယ်လို့သတင်းရတယ်ကျွန်တော်တို့မဖြစ်မနေဝင်ရှားပါလိမ့်မယ်ကျွန်တော်ပြောသလိုကျွန်တော်တို့ခုဖမ်းဆီးနေတာဒီလူတန်းကိုလိုက်ဖမ်းဆီးနေတာမဟုတ်သွေးတိုးလှုံ့ဆော်နေတဲ့လူတွေခေါင်းဆောင်တွေကိုကျွန်တော်လိုက်လံဖမ်းဆီးနေတာဖြစ်တယ်ဒီသွေးတိုးလှုံ့ဆော်နေတဲ့လူတွေခေါင်းဆောင်လှုပ်နေတဲ့လူတွေရဲ့သွေးတိုးမှုလှုံ့ဆော်မှုကြောင့်ဒါလူငယ်တွေဒီရှေ့ကိုရောက်နေတာဖြစ်တယ်လူငယ်တွေကိုထိုးကြွေးခံနေတာဖြစ်တယ်ဒါကြောင့်မလို့ကျွန်တော်တို့ကလက်လံဖမ်းဆီးဖြစ်တယ်လိုက်လံဖမ်းဆီးတဲ့အခါမှာဒါပေါ့နော်ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ဒီလိုမျိုးလှုပ်ဆောင်နေပါတယ်ဆိုတာလဲတရားဝင်အဲ့မှာတရားဝင်ကျွန်တော်တို့ဒါအဲ့ရက်ကွက်မှာနေတဲ့လူတွေရှိတယ်တရားဝင်ကျွန်တော်တို့ကြော်ညာပြီးမှတရားဝင်អော်ပြီးမှဝင်ရောက်တာဖြစ်တယ်ဒါတွေကိုဘယ်သူမှမဖော်ပြဘူးတရားဝင်ကြော်ညာပြီးမှဝင်ရောက်တာဖြစ်တယ်ပြီးမှလိုက်လံစစ်ဆေးတဲ့အခါမှာကျွန်တော်တို့ဒါပြေးတဲ့လူပြေးတယ်မိတဲ့လူမိတယ်ကျွန်တော်တို့အနေနဲ့မိတဲ့လူတိုင်းကိုလည်းအရေးမယူဘူးလူငယ်လူရဲတွေတော်တော်များများမိပါတယ်နေပြည်တော်မှာလည်းမိတယ်မိတဲ့အခါမှာအဲ့ဆန္ဒပြပွဲကနေပြီးမိတဲ့အခါမှာကျွန်တော်တို့ဒီဝန်ခံကတိလက်မှတ်ထိုးပြီးပြန်လွတ်လိုက်တာမျိုးတွေရှိတယ်တချို့လည်းအစဉ်ပြေတယ်တချို့လည်းနောင်းနေပြန်ပါလာတာပဲဒါမဲ့လုံခြုံရေးတပ်ဖွဲ့ဝင်အနေနဲ့ဒါတွေလည်းသိပါတယ်အဲ့တော့ကျွန်တော်တို့ဆောင်ရွက်နေတာဒီမိသည့်ရက်ွက်ကိုမှမိသည့်အဖွဲ့အစည်းကိုမှမိသည့်ဟာကိုမှအညိုတင်းနဲ့လည်းဆောင်ရွက်နေတာမရှိဘူးကျွန်တော်တို့အနေနဲ့လိုအပ်တဲ့အတွက်ကြောင့်မလို့ဒါဒီဆောင်ရွက်နေတာဖြစ်ပါတယ်ဒီဟာနဲ့ပတ်သက်ပြီးတော့ခေါင်းဆောင်ပိုင်းလှုံ့ဆော်မှုပိုင်းနေနဲ့ပတ်သက်ပြီးတော့ဒါဥတီပြီးတော့ကျွန်တော်တို့ဆောင်ရွက်နေခြင်းဖြစ်တယ်အဲ့လိုဆောင်ရွက်နေတာကလည်းဒီဟာတွေဒီပြိပက္ခတွေနဲ့ပတ်သက်ပြီးတော့မြန်ပေါ့နော်ငြိမ်းချမ်းနိုင်အောင်လို့ခုနပြောနေတဲ့ဒါပြည်သူလူထုခံစားနေရတဲ့ကိစ္စတွေနဲ့ပတ်သက်ပြီးတော့ဒါအများဆုံးတည်ငြိမ်သွားနိုင်ဖို့အတွက်လှုံ့ဆော်နေခြင်းဖြစ်ပါတယ်ဟုတ်ကဲ့ပါနောက်မေးခွန်းတစ်ခုပါခင်ဗျာကျွန်တော်နောက်လူတွေအလဲပေးလိုက်ပါအောင်ပြီးရင်ပြန်လှည့်လို့ရပါတယ်ကျွန်တော်နောက်ကလည်းဟွာပြုနေလို့မလို့ဒီတစ်ခုပဲမေးပါမယ်ဗျဟိုဘာကျွန်တော်တို့ဒီနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရဲ့လို့ဖြစ်ပေါ်လာပြီးသားမှာပေါ့နော်ကျွန်တော်ဟိုအမေရိကန်အစိုးရကနေပြီးတော့သူတို့စီမှာ NLD အစိုးရကအနံ့ထားတဲ့ဟိုမြန်မာငွေ1ဘီလီယံအမေရိကန်ဒေါ်လာ1ဘီလီယံရှိတယ်လို့ကျွန်တော်သိရပါတယ်အဲ့ငွေချေကဘယ်လိုဟိုစီစဉ်ပြီးရောက်ရှိသွားတာလဲဆိုတော့ကျွန်တော်ပြောပြပေးနိုင်မလားခင်ဗျာနောက်တစ်ခုကဘယ်လိုဟိုလောက်ကင်ဟိုအရေးယူဆောင်ရွက်ဖို့ရှိလဲဆိုတာလေးလည်းသိချင်ပါတယ်ခင်ဗျာကျွန်တော်သိတာလောက်ကတော့ဒီဟိုပေါ့နော်ငွေကြီးကတော့ဟိုထောက်ပံ့ဖို့ဟာတွေလို့ပဲကျွန်တော်လည်းအကြံဉာဏ်သိထားပါတယ်ဟိုဘက်ကကျွန်တော်တို့ဒီဘူဘန်တို့ဘာတို့ကဒီဘဏ်လုပ်ငန်းတွေနဲ့ပတ်သက်ပြီးအဲ့ဒါနဲ့ပတ်သက်ပြီးဘယ်လိုများသိထားလဲလော့ဖြေချရတော့မရှိသေးပါဘူးကျွန်တော်သိထားတဲ့လောက်ပဲပြောတာပါကျွန်တော်သိထားတာပြန်ပြီးတော့ကြာဒီရန်နဲ့ပတ်သက်ပေါ်ကြာကျွန်တော်တို့ဒီဟိုပေါ့ဘူဘန်တို့ဘာတို့မှကျွန်တော်တို့နေခွင့်လေးပေးထားကြပါကျွန်တော်ပြန်ပြီးဖြည့်ပေးပါမယ်အဲ့ဒါပတ်သက်ပြီးသိကြတဲ့အဖြစ်ကျွန်တော်ပြန်ဖြည့်ပေးပါမယ်ဟုတ်ကဲ့ကျေးဇူးပါတယ်ဘုရားကျွန်တော်တို့အရင်ကတိုင်းတော့ဟိုဟာတွေပေါ့ရခင်ကတိုင်းရှိနေတဲ့ထောက်ပံ့ငွေပါနေတော့ပြသိပြောကြာဟိုဟွာနဲ့ပတ်သက်ပြီးတော့သိရခင်ဟိုကျွန်တော်တို့ထောက်ပံ့မဲ့ငွေတွေထောက်ပံ့မဲ့ဟာတွေကပဲလုပ်တယ်လို့ပဲကျွန်တော်အကြံဉာဏ်သိထားပါတယ်မာကောင်းမားနိုင်တယ်သို့တော့ကျွန်တော်ကဒီနဲ့ပတ်သက်ပြီးတော့ပြန်ပြီးဖြည့်ပေးပါမယ်ကျေးဇူးပါခင်ဗျFrom China Central Television. My question is, China hope Myanmar can maintain peace and stability, especially to prevent the bloody conflict. Both sides, all the sides can sitting together and solve the problem through dialogue and consultation. What is your consideration and what action will the SAC take in the future? Thank you. ဝန်ကြီးခင်ဗျာကျွန်တော် CCTV ရုပ်သံလိုင်းရပဲဖြစ်ပါတယ်တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရအနေဖြင့်မြန်မာနိုင်ငံဟာတည်ငြိမ်အေးချမ်းမှုကိုဆက်လက်ပြီးတော့မှထိန်းသိမ်းဖို့အတွက်မျှော်လင့်ပါတယ်ဆိုတဲ့အကြောင်းကိုပြောကြားချင်ပါတယ်အထူးသဖြင့်ဒီသွေးယိုစီးမှုတွေထပ်မံပြီးတော့မဖြစ်ပွားစေဖို့ဖက်ကနေပြီးတော့မှညီနိုင်ဆွေးနွေးခြင်းရနေပြီးတော့မှအဖြေ
ဒီသဘောထားကွဲလွဲမှုတွေသဘောထားမှုတွေကိုအဖြေရှာဖို့အတွက်ဖြည့်ရှင်းဖို့အတွက်ဒါတွေကိုမျှော်လင့်တယ်လို့ပြောချင်ပါတယ်ဒါနဲ့ပတ်သက်ပြီးတော့မှကျွန်တော်တို့ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရအနေဖြင့်ဘယ်လိုအစီအစဉ်တွေရှိပါတယ်လဲနောက်ရှေ့ဆက်ပြီးတော့မှဆောင်ရွက်မဲ့ action plan တွေဘာတွေများရှိပါတယ်လဲဆိုတာကျေးဇူးပြုဖြည့်ကြပေးပါဒီတရုတ်နိုင်ငံနဲ့မြန်မာနိုင်ငံဒီသူကအိန္ဒိယနိုင်ငံတွေဖြစ်ပါတယ်ပြီးရင်ကျွန်တော်တို့ကဒီမဟာဗျူဟာမိတ်ဖက်နိုင်ငံတွေဖြစ်ပါတယ်ကြာ Okay, the sec finish. ပြီးရင်ကျွန်တော်တို့အနေနဲ့ဟိုဘာလာပြန်တော့ဘာပြီးမှတခုစီပဲပြန်ပေးလိုက်ပါလားနည်းနည်းဟိုပြုတ်နေမှာဆိုလို့ပြီးရင်ကျွန်တော်တို့အနေနဲ့ကတော့ဒီတရုတ်နိုင်ငံရဲ့သဘောထားပဲဖြစ်ဖြစ်ကျွန်တော်တို့အိန္ဒိယကြီးနိုင်ငံတွေရဲ့သဘောထားနဲ့ပတ်သက်လာပြီးတော့အလေးနဲ့ထားပြီးတော့ဒါမှတ်သားထားပါတယ်ကျွန်တော်မြန်မာနိုင်ငံအနေနဲ့လည်းဒီဖြစ်ပြနေတဲ့အခြေအနေနဲ့ပတ်သက်ပြီးနိုင်ငံတော်အစိုးရပဲဖြစ်ဖြစ်ပြည်သူလူထုပဲဖြစ်ဖြစ်ကျွန်တော်တို့ဒီငြိမ်းချမ်းစွာဖြည့်ရှင်းနိုင်ရေးကိုဒါလိုလားပါတယ်ငြိမ်းချမ်းစွာဖြည့်ဆင်းနိုင်ဖို့ပဲမျှော်လင့်ပါတယ်ဒါကြောင့်မလို့လဲကျွန်တော်တို့အနေနဲ့ဆန္ဒပြပွဲတွေပထမဦးဆုံးဖြစ်ပေါ်လာတဲ့အချိန်မှာကျွန်တော်တို့အနေနဲ့ပြောခဲ့ပြီးပါပြီငြိမ်းချမ်းစွာဆန္ဒပြနေတဲ့လူတွေကိုကျွန်တော်တို့ဘာမှလောက်ကိုင်ခဲ့ခြင်းမရှိပါဘူးနောက်ပိုင်းမှာကျွန်တော်တို့စူပူအကြမ်းဖက်မှုတွေဖြစ်ပေါ်လာတယ်နောက်ပိုင်းမှာမင်းမဲ့စရိုက်တွေဖြစ်ပေါ်လာမှဒါကျွန်တော်တို့အနေနဲ့စတင်ပြီးတော့ဒါအရေးယူဆောင်ရွက်ခဲ့ရခြင်းဖြစ်ပါတယ်ဒီလိုအရေးယူဆောင်ရွက်ခဲ့ရတာကိုလည်းကျွန်တော်တို့လှုပ်ချင်လို့လုပ်နေတာမဟုတ်ပါဘူးလှုပ်ချင်လို့လုပ်နေတာမဟုတ်ပါဘူးကျွန်တော်အထောက်ထားနဲ့ပြောပါမယ်မီဒီယာကြံတဲ့လူတွေမှာပေါ့နော်ကြံတဲ့လူတွေမှာရေးကြလိုက်မယ်ဘယ်မြန်မာနိုင်ငံမှာပေါ့နော်ဒီဆန္ဒပြမှုနော်မြန်မာနိုင်ငံမှာဆန္ဒပြမှုတွေကဘယ်နေရာမှာဖြစ်နေပြီနော်ကျွန်တော်တို့မှာနေ့စဉ်ပေါ့နော်နေ့စဉ်ဆန္ဒပြမှုတွေနဲ့ပတ်သက်ပြီးကြအရေးအတွက်ဘယ်လောက်ရှိတယ်လူဦးရေဘယ်လောက်ရှိတယ်ဆိုတဲ့အတိအကျစီရင်စရာတွေကျွန်တော်တို့ပြုစုပါတယ်ဘာလို့ပြုစုလဲဆိုတော့ကျွန်တော်တို့အနေနဲ့ဓာရီကိုပုံပတ်နိုင်အောင်ဆိုပြုစုနေဖြစ်တယ်မြန်မာနိုင်ငံတစ်နိုင်ငံလုံးမှာပေါ့နော်လူဦးရေအများဆုံးဆန္ဒပြမှုအနေနဲ့ကတော့ပြီးခဲ့တဲ့ဖေဖော်ဝါရီလ22ရက်နေ့ဆန္ဒပြမှုဖြစ်ပါတယ်အဲ့ဖေဖော်ဝါရီလ22ရက်နေ့ဆန္ဒပြမှုမှာတနိုင်ငံလုံးမှာဆန္ဒပြလူဦးရေဘယ်လောက်ပါတယ်ဆိုတာကျွန်တော်တို့ဒါအတိအကျတွက်ချက်ထားပြီးဖြစ်ပါတယ်အဲ့တနိုင်ငံလုံးဆန္ဒပြတာမဟုတ်ပါဘူးအဲ့မှာဆန္ဒပြမှုရဲ့လူဦးရေအရေအတွက်ဒီနော်တနိုင်ငံလုံးမှာရှိတယ်နော်လူဦးရေပေါ့လူဦးရေတနိုင်ငံလုံးလူဦးရေရဲ့ကျွန်တော်တို့15ပုံတစ်ပုံအပုံ20ပုံတစ်ပုံမရှိပါဘူးမှန်ပါတယ်လူကြီးသိန်းတဲ့ချီပြီးဆန္ဒပြခဲ့ပါတယ်အားလုံးပေါင်းရင်သိန်းတဲ့ချီပြီးဆန္ဒပြခဲ့တယ်ဟာသို့တော့အားလုံးဆန္ဒပြတာမဟုတ်ပါဘူးမြန်မာနိုင်ငံရဲ့လူကြီးအများစုပြည်သူလူထုအများစုဒါတော့ကျွန်တော်ခိုင်ခိုင်မာပြောနိုင်ပါတယ်သို့တော့ဘယ်လိုပဲပြောအနည်းစုပဲဖြစ်ဖြစ်အများစုပဲဖြစ်ဖြစ်ကျွန်တော်တို့သွားမယ်လို့ရည်မှန်းထားတဲ့ဒီမိုကရေစီလမ်းကြောင်းမှာအများစုရဲ့ဆန္ဒကိုလည်းကျွန်တော်တို့အများစုရဲ့ဆန္ဒကိုလည်းလေးစားရမယ်အနည်းစုရဲ့ဆန္ဒကိုလည်းကျွန်တော်တို့လေးစားရမှာဖြစ်ပါတယ်ဒီမူတိုင်းပဲကျွန်တော်တို့သွားလျက်ရှိပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့အနေနဲ့ဆက်လက်ပြီးလှုပ်ဆောင်သွားမယ်လမ်းကြောင်းဒီပဋိပက္ခတွေကိုအများဆုံးပြည်ချင်းသွားနိုင်ဖို့ဒါကြောင့်မလို့ဒီနေ့သတင်းစာရှင်းလင်းပွဲတွေလည်းလုပ်ရခြင်းဖြစ်တယ်ဒီပဋိပက္ခတွေကိုအများဆုံးဖြေရှင်းသွားနိုင်ဖို့လုပ်ရခြင်းဖြစ်တယ်ကျွန်တော်တို့ဘာကြောင့်မလို့ကျွန်တော်တို့ပြောကြတာဒီမဲစင်းမှားယွင်းမှုတွေမဲမတမာမှုတွေမဲလိမ်မှုတွေကြောင့်ကျွန်တော်တို့ဖြေရှင်းခဲ့ဖို့ပြောတယ်မဖြေရှင်းခဲ့လို့မလို့2008ဖွဲ့စည်းပုံအခြေခံဥပဒေအရနိုင်ငံတော်တာဝန်ကိုကျွန်တော်တို့ရယူခဲ့တယ်ရယူပြီးနောက်ပိုင်းမှာကျွန်တော်တို့ဒီနိုင်ငံတော်တာဝန်ကိုရယူတဲ့အခါမှာပထမဆုံးကျွန်တော်တို့ရဲ့ဟာဖြစ်တဲ့မဲစင်းမတမာမှုတွေမဲစင်းတွေနဲ့ပတ်သက်ပြီးဖော်ထုတ်ပါလက်တွေ့ကျွန်တော်တို့ဖော်ထုတ်ပြပါတယ်ပြီးရင်ကျွန်တော်လက်တွေ့ကြည့်ပါ UEC ကတာဝန်ရှိသူကလည်းရှင်းပြပါလိမ့်မယ်ဒီမှာရှိတဲ့မဲလက်မှတ်နှစ်ခုကိုလည်းလာကြည့်ပါဒီမဲလက်မှတ်နှစ်ခုမှာပေါ့နော်မြေပြင်မှာမိတဲ့ဟာဖြစ်ပါတယ်ထပ်ပြီးကျွန်တော်ပြောလိုက်မှာဘယ်ပါတီကိုဒစိမ့်တုံးနှိပ်ထားတယ်ကြည့်လိုက်ဘယ်ပါတီကိုဒစိမ့်တုံးတာခုနပြောတဲ့ရွေးကောက်ပွဲကော်မရှင်ဖွဲ့ဝေအနေနဲ့ပြခဲ့တယ်အဲ့ဒီမဲလက်မှတ်တွေမှာဘယ်ပါတီကိုဒစိမ့်တုံးနှိပ်ထားတယ်လဲကြည့်လိုက်
တဲပါတီကိုတစ်စိမ့်လုံးနှိပ်ထားလိုက်ကြအဲ့ဒါဆိုရင်ပေါ်လိုက်မယ်ဒါတွေကြောင့်မလို့ကျွန်တော်တို့လုပ်ခဲ့တယ်ဒါတွေကိုခုတက်သေးပြလျက်ရှိပါတယ်ဒီတက်သေးပြခြင်းအကြောင်းကလည်းနော်ဒီဟာတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဟောနော်ဒီဆန္ဒပြမှုတွေနဲ့ပတ်သက်ပြီးတော့ရောနေသွားစေခြင်းလို့ရောနေသွားစေခြင်းလို့ဆိုတာအဖြစ်မှန်ကိုသိစေခြင်းလို့မလို့ကျွန်တော်တို့လုပ်ပြခြင်းဖြစ်တယ်ဒါကြောင့်မလို့ကျွန်တော်တို့အနေနဲ့ကတော့ပဋိပက္ခများနဲ့ပတ်သက်ပြီးတော့ပဋိပက္ခများပဲဖြစ်ဖြစ်ထိတ်တိုက်ရင်ဆိုင်မှုများပဲဖြစ်ဖြစ်ဒီဆန္ဒပြမှုများပဲဖြစ်ဖြစ်ရောနေသွားအောင်ကျွန်တော်တို့အစွမ်းကုန်ဆောင်ရွက်ပါမယ်လုံခြုံရေးတပ်ဖွဲ့ဝင်များအနေနဲ့မလိုအပ်ဖဲနဲ့အင်အားသုံးပြီးဆောင်ရွက်ခြင်းမျိုးလှုပ်ဆောင်မှာမဟုတ်ပါဘူးစီမင်းစည်းကမ်းအနေနဲ့ပဲဆောင်ရွက်သွားမှာဖြစ်ပါတယ်ဘယ်လိုပဲပြောဒီဟာနဲ့ပတ်သက်ပြီးတော့ဒါမြန်မာနိုင်ငံရဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့စိတ်ပါဝင်စားမှုရှိတယ်မြန်မာနိုင်ငံရဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ငြိမ်းချမ်းရေးကိုငြိမ်းချမ်းမှုကိုလိုလားတဲ့ဆိုတဲ့အတွက်လည်းကျွန်တော်တို့အနေနဲ့ဝမ်းသာပါတယ်လို့ပြောချင်ပါတယ် Okay, the second question is actually on March the 15th is a third time do Aung San Suu Kyi and Wu Wenming they will have the third hearing in the court. At the first two times they don't have the lawyer represent for them. And do you have some new information the third time? What is the differences about the third hearing of them? Thank you. တမန်တော်ဟောင်းဦးဝင်းမြင့်နဲ့နိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်ဟောင်းဒေါ်အောင်ဆန်းစုကြည်တို့လာမယ့်မတ်လ15ရက်နေ့မှာတတိယကြိမ်ကြားနာစစ်ဆေးဖို့အတွက်ရှိရလို့သိရပါတယ်အရှိကကြားနာစစ်ဆေးမှုနှစ်ကြိမ်မှာပြုလုပ်ခဲ့တဲ့အခါမှာနှစ်ဦးလုံးကဒီရှေ့နေတွေကိုခေါ်ယူပြီးတော့မှအတိရှေ့နေဖြစ်အတိတက်တွေရှေ့နေဖြစ်ခေါ်ယူခဲ့ခြင်းမရှိဘူးလို့လည်းသိရပါတယ်ဒီတတိယကြိမ်ကျမမဲ့ကြားနာစစ်ဆေးမှုမှာရောတရင်အချက်လက်တွေဘာတွေများရှိပါမလဲပြပြပေးပါဦးခင်ဗျာဒါနဲ့ပတ်သက်ပြီးကျွန်တော်ပြောနိုင်တော့တက်သေးအနေနဲ့ကကျွန်တော်တို့ကsorry တက်သေးမဟုတ်ရှေ့နေအနေနဲ့ကကျွန်တော်တို့ကဟောပြုပြီးဖြစ်ပါတယ်ရှေ့နေတွေကိုခေါ်ခြင်းတဲ့သူတွေကိုခွင့်ပြုပြီးဖြစ်ပါတယ်သို့တော့ရှေ့နေတွေကိုရွေးပေးဖို့အတွက်ကျွန်တော်ကြားသိရတဲ့သတင်းပေါ့ကျွန်တော်တို့ခွင့်ပြုပြီးဖြစ်တယ်ကျွန်တော်ပြောနိုင်တာကတော့ကြားသိရတဲ့သတင်းကတော့ဒီဟာတွေကိုခေါ်နိုင်ဖို့အတွက်ရှေ့နေတွေကိုခေါ်နိုင်ဖို့အတွက်နော်သူကပါတီကရွေးချယ်ပေးမယ်လို့သိရပါတယ်ပါတီအနေနဲ့လည်းဘောနော်ရွေးချယ်ဖို့အတွက်လှုပ်ဆောင်နေတယ်လည်းသိရပါတယ်သူတို့ဘောနော်ရွေးချယ်နိုင်ဖို့အတွက်သူတို့သဘောကျတယ်မကျတယ်ရှိပါလိမ့်မယ်ရှိတဲ့အတွက်ကြောင့်မလို့သူတို့အနေနဲ့ထပ်မံပြီးရွေးချယ်ဖို့ရှိတယ်လို့လည်းကျွန်တော်တို့သိရပါတယ် Thank you ကျွန်တော်အောင်သူရပါခင်ဗျာ BBC ရပါဒီပထမဆုံးမေးချင်တယ်ကတော့ကျွန်တော်နိုင်ငံတကာမီဒီယာတွေမှာရေးနေတာတွေ့ရပါတယ် Israel ဒီ lobby fan ငှားတယ်ဆိုတဲ့ကိစ္စပါခင်ဗျာအဲ့ဒီကိစ္စဒီငှားတာနဲ့ပတ်သက်ပြီးတော့ဗောလေဒီဘာကြောင့်ဒီဖွဲ့ကိုငှားတာလဲငှားတဲ့ခေါင်လဲကျွန်တော်တို့ဖတ်ရတာဗောလေသူကဒေါ်လာ2သန်းဟိုပေးဆောင်ရမယ်ဆိုတာမျိုးကျွန်တော်ဖတ်ရပါတယ်ခင်ဗျာဒီအဲ့ဒီမှာ lobby fan ကလူကသူမီဒီယာဖြေထားတာလည်းရှိပါတယ်ဒီတရုတ်ကိုမိခိုးရတာ short ချပြီးတော့ဗောလေ American နိုင်ငံနဲ့ဒီဆက်စေခြင်းလို့ဒီ lobby fan ကိုငှားတာဖြစ်တဲ့ဆိုတာမျိုးသူထုတ်ပြောတာရှိတဲ့အတွက်ဒီဘာကြောင့်မို့လဲဒီလိုလုပ်ဖို့လိုအပ်တာလဲခင်ဗျာနောက်အဲ့ဒီသူတို့ဒီငှားတဲ့ဒေါ်လာ2သန်းဆိုတာဟုတ်ပါလားခင်ဗျာမှန်ပါတယ်ကျွန်တော်တို့အစ္စရေးခုနပြောတဲ့ပြနေတဲ့ အစ္စရေးက lobby ဖွဲ့ကျွန်တော်တို့ငှားကြတာမှန်တယ်ဘာလို့ငှားရလဲဆိုတော့ကြာနံပါတ်1ကတော့မြန်မာနိုင်ငံနဲ့ပတ်သက်ပြီးတော့အနောက်နိုင်ငံများရဲ့အခြေခံယူဆချက်တွေမြန်မာနိုင်ငံနဲ့ပတ်သက်ပြီးတော့အနောက်နိုင်ငံများရဲ့အခြေခံပေါ့နော်အတွေးခေါ်တွေဒီကျွန်တော်တို့အနေနဲ့ကမှန်ကန်မှုမရှိဘူးလို့ယူဆတယ်။ဒါကြောင့်မလို့ကျွန်တော်တို့အနေနဲ့ကသူတို့ရဲ့အထက်မှာမြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ပေါ့နော်မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့အကြောင်းအရာတွေမြန်မာနိုင်ငံနဲ့ပတ်သက်တဲ့အကြောင်းအရာတွေမှန်မှန်ကန်ကန်သိဖို့လိုတယ်လို့ယူဆတယ်။ဒါကြောင့်မလို့ကျွန်တော်တို့ဆောင်ရွက်ခြင်းဖြစ်တယ်။ဒေါ်လာ2သန်းမှန်ပါတယ်။ဒါနဲ့ပတ်သက်ပြီးလဲအစိုးရတရားအနေနဲ့ဒီဟာတွေကိုသုံးဆွဲနိုင်ခွင့်ရှိတဲ့ဟာတွေကသုံးဆွဲတာဖြစ်ပါတယ်နောက်တစ်ခုကတော့ခုနပြောတဲ့တရုတ်နယ်ကိစ္စကတော့ကျွန်တော်တို့ပြောတဲ့အထက်မှာလည်းမပါပါဘူးအဲ့ကုမ္ပဏီရဲ့သဘောထားပဲဖြစ်ပါတယ်အဲ့ lobby ကုမ္ပဏီရဲ့သဘောထားပဲဖြစ်ပါတယ်ဒီခုဆန္ဒပြပွဲတွေဖြိုခွဲတဲ့ခါမှာပေါ့လေခုနကဗိုလ်ချုပ်တို့ရှင်းသွားတယ်ကြီးစစ်မသုံးလို့ပြောသွားတယ်ကျွန်တော်တို့ကမြေပြင်မှာဆိုရင်ဒီဆုံးတာ90ကျော်လောက်ရှိပြီနောက်ဥပဒေတိုင်းဖြစ်ရှင်းတယ်လို့ပြောတယ်ဒါပေမဲ့ကျွန်တော်တို့ရှိမှရရှိထားတဲ့ဗီဒီယိုတွေလူမှုကွန်ရက်မှာတွေ့နေရတဲ့ဗီဒီယိုတွေရဆိုရင်တချို့ဖန်ခံတဲ့လူတွေတော့မှသူက
ဟိုအင်အားသုံးပြီးရိုက်တာပါလေမညာမတာရိုက်တာမျိုးတွေတွေ့ရပါတယ်ခင်ဗျအဲ့လိုရိုက်နေတဲ့ဒီသက်ဆိုင်ရာလုံခြုံရေးဖွဲ့တွေနဲ့ပတ်သက်လို့ရောဒီသက်ဆိုင်ရာအာဏာပိုင်တွေကသူတို့ဘယ်လိုညွှန်ကြားထားလဲအဲ့လိုရိုက်နှက်တာတွေနဲ့ပတ်သက်လို့ဘယ်လိုတာဝန်ယူသွားဖို့ရှိလဲခင်ဗျတာဝန်ယူဖြည့်ရှင်းပေးဖို့ရှိလဲခင်ဗျနံပါတ်1ကတော့ခုနပြောတဲ့ကျွန်တော်တို့မီဒီယာတွေမှာပါနေတဲ့ဆိုတဲ့ဟာကမီဒီယာတွေကရဲတပ်ဖွဲ့ကမှမရိုက်တာဟုတ်ရဲတပ်ဖွဲ့ရဲ့အော်ပြောနေတဲ့ဟာတွေကျွန်တော်တို့ဘက်ကလည်းပြနိုင်တာပေါ့နေ့တိုင်းမှာကျွန်တော်တို့ဒီပြိပက္ခတွေနဲ့ပတ်သက်ပြီးတော့ကြဒီဆန္ဒပြမှုတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့နဲ့လူစုလူဝေးခွဲကြဖို့ပြောတဲ့အခါမှာရဲတပ်ဖွဲ့မှာအများအားမှတ်တမ်းရှိပါတယ်ရဲတပ်ဖွဲ့မှာအများအားမှတ်တမ်းရှိပါတယ်သို့တော်လည်းပြန့်နှံ့ခြင်းမပြန့်နှံ့ခြင်းဆိုတော့ရဲတပ်ဖွဲ့မှာနော်ရည်သည့်လုပ်ငန်းမဲ့ဆောင်ရွက်သည်ဖြစ်သည်မှတ်တမ်းနဲ့သူကဆောင်ရွက်ရပါတယ်ကျွန်တော်တို့ဒီဟာတွေကိုပြနိုင်တယ်ဘယ်ဟာဆိုဖြိုခွင်းတဲ့နေရာမှာဘယ်ဟာမဆိုကျွန်တော်တို့လူစုခွဲဖို့လုပ်တဲ့အခါမှာပထမဆုံးအော်ဟစ်သတိပေးတာတွေသူ့အဆင့်အတိုင်းဆောင်ရွက်တာတွေရှိတယ်သို့တော်ချွင်းချက်တစ်ခုရှိကောင်းရှိနိုင်တယ်ချွင်းချက်တစ်ခုရှိကောင်းရှိနိုင်တယ်ဆိုတာဟောခုနပြောတဲ့သတိပေးအော်ဟစ်ဖို့လုပ်တဲ့အဆင့်မှာပဲဝုံနဲ့ပေါ်လာပြီးတော့ဒါပြစ်ခတ်တာတွေနော်လက်နဲ့တွေနဲ့ပြစ်ခတ်တာတွေတိုက်ခိုက်တာတွေရှိလာတယ်ဆိုရင်တော့ဒီဟာဒီလျှက်တဲ့ပြဖြစ်ကောင်းဖြစ်သွားနိုင်တယ်နံပါတ်1အချက်တွေ့နေရတဲ့အထဲမှာပဲဘောနော်တစ်ဖက်သက်ရိုက်ပြနေတဲ့အထဲမှာပဲဒါဘောနော်ပြောမယ်ဆိုရင်တော့တက်တဲ့ထောက်ထားနဲ့ပြောမယ်ဆိုရင်တော့ဒါတွေဒီလဲတရားမျှတမှုမရှိဘူးလို့ပြောချင်တယ်နံပါတ်2အချက်ကတော့ခုနပြောတဲ့ဟာပေါ့လေဒီရိုက်နှက်မှုတွေပေါ့နော်ရိုက်နှက်မှုတွေမရှိဘူးလားဆိုတော့ကျွန်တော်ပြောနိုင်ပါတယ်ရှိကောင်းရှိနိုင်ပါတယ်ရှိကောင်းရှိနိုင်ပါတယ်ရှိကောင်းရှိနိုင်ပါတယ်ဆိုတာဘာဖြစ်လို့လဲဆိုတော့မြေပြင်အခြေအနေမှာကြုံတွေ့နေရတဲ့မြေပြင်အခြေအနေကြုံတွေ့နေရတဲ့လုံခြုံရေးတပ်ဖွဲ့ဝင်တွေအနေနဲ့တွေ့ပါလိမ့်မယ်ကျွန်တော်တို့ဘက်ကရိုက်တာတော့မဟုတ်ပါဘူးအဲ့ဘက်ကရိုက်ထားတဲ့ဟာတွေတွေ့ပါလိမ့်နေဘန်းကစအော်ဟစ်ပြကြအစဲခံနေရတဲ့ဟာတွေမခံကျင်အောင်ပြောနေတဲ့ဟာတွေပြီးရင်ဟောနော်ဒေါသမဖြစ်အောင်စွနေတဲ့ဟာတွေရှိကောင်းရှိပါလိမ့်မယ်အဲ့လူတွေနဲ့တွေ့တဲ့အခါမှာလူသားဖြစ်တူဖြစ်တဲ့တရားမလို့လုံနိုင်တာရှိကောင်းရှိပါလိမ့်မယ်ဒါနဲ့ပတ်သက်ပြီးကျွန်တော်တို့ပြောလို့တာကတော့သူတို့ဒီဘယ်လိုပဲပြောသူတို့ဆောင်ရွက်ရတဲ့လုပ်ငန်းပေါ်မှာသူတို့ဆောင်ရွက်ရတဲ့လုပ်ငန်းပေါ်မှာရဲလုံထုံးလုံနည်းရဲ့အညီလုံခြုံရေးလက်ဖွဲ့ဝင်တဲ့လုံထုံးလုံနည်းရဲ့အညီအတက်နိုင်ဆုံးဆောင်ရွက်နေတယ်လို့ကျွန်တော်တို့မြင်ပါတယ်အတက်နိုင်ဆုံးလိုက်နာဆောင်ရွက်နေတယ်လို့ကျွန်တော်တို့မြင်ပါတယ်လူတဦးချင်းစီရဲ့ emotion အရာလောက်တာတွေရှိကောင်းရှိနိုင်ပါလိမ့်မယ်လူတဦးချင်းအရာ emotion အရာလှုပ်ဆောင်နိုင်တာတွေကိုလည်းလုံနိုင်တာတွေကိုလည်းလုံနေတာတွေကိုလည်းကျွန်တော်တို့အနေနဲ့တတ်နိုင်တဲ့၍ကျွန်တော်တားမြစ်သွားပါမယ်တတ်နိုင်တဲ့၍ဒါဟိုနော်စောင့်ထိန်နိုင်အောင်ဆောင်ရွက်သွားမယ်လို့ပဲပြောချင်ပါတယ်ဟုတ်အခုဒီဆန္ဒပြတဲ့လူတချို့မှလည်းသူတို့ဗန်နိုင်းနေမှာတောင်းဆိုတာရှိတာပါလေ R2B ဟိုဝင်မို့လို့နောက်ဒီပြည်ပရောက်ဖွဲ့တွေမှာလည်းသူတို့ R2B ဝင်မို့ဆိုမျိုးတောင်းဆိုတာတွေကျွန်တော်တို့တွေ့ရတဲ့ခါကျတော့အခုဒီ R2B နဲ့ပတ်သက်လို့ရောဒီလက်ရှိဟိုဘာတွေများပြင်ဆင်ထားလဲခင်ဗျာ R2B တကယ်လို့ in case ပေါ့လေလာခဲ့လို့ရှိရင်အတွက်ဘာများပြင်ဆင်ထားတာများရှိလဲခင်ဗျာမြန်မာနိုင်ငံဒီ R2B ဝင်နိုင်တဲ့ပြစ်မှုမျိုးကျူးလွန်နေတဲ့နိုင်ငံမဟုတ်ဘူးမြန်မာနိုင်ငံဒီ R2B ဝင်နိုင်တဲ့ပေါ့နော်ဝင်နိုင်တဲ့ပေါ့နော်အခြေအနေမျိုးရှိတဲ့နိုင်ငံလည်းမဟုတ်ဘူးဒါကြောင့်မလို့ R2B နဲ့ပတ်သက်ပြီးကျွန်တော်ပြောချင်တာဘာမှပြင်ဆင်မထားဘူးဘာမှလည်းစိတ်ပူစရာမလိုဘူးလို့ပြောချင်တယ်ခုနကဗိုလ်ချုပ်ပြောသားတာပေါ့လေတနိုင်ငံလုံးဒီဆန္ဒပြတဲ့ဟာ15ရာခိုင်နှုန်းဒီ20ပုံတပုံလောက်ပေါ့လေ15ပုံတပုံလောက်ဆိုမျိုးအဲ့လိုပြောသားတာရှိတော့ဥပမာပေါ့လေဒီတကယ်လို့ဒီမြန်မာနိုင်ငံမှာရှိတဲ့လူကြီးရဲ့ရာခိုင်နှုန်းဘယ်လောက်ကထွက်ပြီးတော့တောင်းဆိုမယ်ဆိုရင်သူတို့တောင်းဆိုချက်တွေကိုဒီဗိုလ်ချုပ်တို့အနေနဲ့စဉ်းစားပေးနိုင်ခြင်းရှိလဲခင်ဗျခင်ဗျားဘယ်လောက်လူစုနိုင်ကျွန်တော်အဲ့လိုမလုပ်ပါဘူးကျွန်တော်ကဟိုမေးပေးတာမေးတဲ့ဟိုလူတွေသိကျင်တဲ့မိကုန်းပဲမေးပေးရတာဘာရွယ်ချက်နဲ့မေးရရည်ချက်မရှိပါဘူးကျွန်တော်တို့ဒါဟိုသိကျင်တဲ့မိကုန်းပဲဟိုဗိုလ်ချုပ်ပြောတဲ့ပုံမှာပဲကျွန်တော်ကလူတွေသိကျင်တဲ့ဟာပြန်မေးပေးတာအဲ့သိကျင်တဲ့ဟာဆိုလည်းသူရည်ချက်နဲ့သူတို့ရှိမှာပေါ့လေဘယ်ဟာမှကျွန်တော်တို့မပြောဘူးဘလောက်ယာကိုင်နှုန်းထွက်ပြမှာတော့ဘလောက်ယာကိုင်နှုန်းဟိုဟာပြုတ်ပြမှာတော့မပြောဘူးကျွန်တော်တို့သွားနေတဲ့လမ်းကြောင်းဒီခုနပြောခဲ့တဲ့အတိုင်းပဲကျွန်တော်တို့လိုချင်တာဒီစီးမဲ့ကမ်းမဲ့ဒီမိုကရေစီမဟုတ်ဘူးစီးပြက်ကမ်းတဲ့ဒီမိုကရေစီမဟုတ်ဘူးဒီမိုကရေစီအမြင်ခံပြီးတော့အာဏာရှင်ဆန်နေတဲ့ဒီမိုကရေစီမဟုတ်ဘူးခုနရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်အောင်တဦးရဲ့ဗီဒီယိုဖိုင်ခင်ဗျားတို့ကိုကျွန်တော်ပြောပြပြီးပြီဒီမိုကရေစီစနစ်မှာလွတ်လွတ်လပ်လပ်လုပ်ရမယ့်ရွေးကောက်ပွဲကော်မရှင်တောင်မှပဲလွတ်လွတ်လပ်လပ်မလုပ်နိုင်ဘူးဆိုရင်အဲ့တော့ဒီမိုကရေစီစနစ်တော့အစ်စ်လို့ခင်ဗျားတို့ဘယ်လိုလုပ်ခေါ်မလဲ
ကျွန်တော်တို့ပြောနေတဲ့စကားမဟုတ်ဘူးအဲ့ဗီဒီယိုဖိုင်ကိုကြည့်ပြီးရင်ကျွန်တော် soft copy ပါပေးလိုက်မယ်အဲ့ဗီဒီယိုဖိုင်ကိုမီဒီယာတွေအားလုံးကိုကျွန်တော်တို့ဒီရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်ကိုအတင်းအကျပ်ထွက်ဆိုခိုင်းတာလားသူ့ဘက်ကိုထွက်ဆိုခိုင်းတာလားမျက်နှာအနေထားကိုကြည့်ပြီးရင်ပုံမှန်တဲ့အနေထားကိုကြည့်ခင်ဗျားတို့တွေ့လိမ့်မယ်ဒီဟာကိုကျွန်တော်တို့ဆောင်ရွက်နေခြင်းဖြစ်တယ်စီမံလမ်းမှန်စီကံတကြကျွန်တော်တို့အခြေခံဥပဒေမှာပြတဲ့စစ်မှန်၍စီကံပြည့်ပါသောဒီမိုကရေစီကိုကျွန်တော်တို့ဆောင်ရွက်နေခြင်းဖြစ်တယ်ဒါကြောင့်မလို့ကျွန်တော်ပြောလို့တာကပြည်သူလူထုပဲဖြစ်ဖြစ်ခုကျွန်တော်တို့တက်ကြွနေကြတဲ့ဟောနော်လှုပ်ရှားနေကြတဲ့ဒီနေ့ချင်းဇက်ဆိုတဲ့ဒါလူငယ်တွေပဲဖြစ်ဖြစ်ကျွန်တော်တို့ဆောင်ရွက်နေရသည်စစ်မှန်စီကံပြည့်ပါသောဒီမိုကရေစီရအောင်ဖြစ်အောင်ကျွန်တော်တို့ဆောင်ရွက်နေတယ်ဒီလမ်းကြောင်းကိုကျွန်တော်တို့ဆောင်ရွက်နေတယ်ဆိုတာကိုပြောလိုပါတယ်အားလုံးပူးပေါင်းဆောင်ရွက်ကြဖို့ပြောလိုပါတယ်ကျေးဇူးတင်ပါတယ်ခင်ဗျကျွန်တော်ဒုတိယနေဝင်မီဒီယာပါခင်ဗျာကျွန်တော်မေးခွန်းတစ်ခုပဲပေးပါမယ်ဝင်ကြီးအခုလူမှုကွန်ရက်ပေါ်မှာပြန့်နှံ့နေတဲ့ဒေါက်တာဆာဆာနဲ့ CRPH ပေါ့နော်လွှတ်တော်ကုစားပြုကော်မတီဘယ်လိုဆက်ပြီးတော့ဖြစ်ပေါ်နေတယ်လဲဒေါက်တာဆာဆိုတာဘာတူလဲကျွန်တော်တို့လည်းမသိဘူးဒေါက်တာဆာဆိုတာကျွန်တော်ဒေါက်တာတမ်းမြင့်ဦးသိတယ်1988ကဆိုဒေါအောင်ဆန်းစုကြည်ဆိုတော့ဗိုလ်ချုပ်အောင်ဆန်းသမီးဒေါအောင်ဆန်းစုကြည်ကျွန်တော်သိတယ်ဒေါက်တာတမ်းမြင့်ဦးဆိုလို့ရှိရင်လည်းဒါ UN ရွှေပြုတ်ဦးတန်းရဲ့မြေပေါ့ဗျာဒေါက်တာဆာဆိုတာကျွန်တော်လည်းမသိဘူးဒေါက်တာဆာဖြစ်နေတယ် CRPH ဖြစ်နေတယ်နောက်တစ်ခါခုတရားဝင်အစိုးရလွှတ်တော်လူတရားဝင်အစိုးရတရားလူအမေပိခန့်မှုတွေဖြစ်ပေါ်နေတယ်ပေါ့နော်အဲ့ဒီခါမှာကျွန်တော်တို့နားလည်ထားတာကတော့မမေးခင်လေးပေါ့ဗျာနော်အစိုးရတရက်ကအချုပ်ချာအာဏာ3ရပ်ကို21ရက်အပိုင်းနိုင်ကျင့်သုံးနိုင်လို့ရှင်ကဘာလုံးမှာအဲ့ဒီအစိုးရကိုအစိုးရတရားလို့တတ်မှတ်တယ်ဆိုရင်နေရာမှာတရားဝင်ပြဋ္ဌာန်းထားခြင်းမရှိတော့လေ21ရက်နိုင်ငံတိုင်းနိုင်ငံကိုချုပ်ချာအာဏာ3ရက်ကျင့်သုံးနိုင်တယ်ဆိုလို့ရှိရင်ဒါအစိုးရတရားအထမြောက်တယ်ဒီနေ့နိုင်ငံတော်စီမံအုပ်ချုပ်မှုကောင်စီအစိုးရ2021ဖေဖော်ဝါရီတက်ကစပြီးတော့ဒီအာဏာ3ရက်ကိုပြဋ္ဌာန်းတာရက်ပေါင်း41ရက်ရှိသွားပြီဖြစ်တယ်အတွက်ကြောင့်တရားဝင်အစိုးရတရားဖြစ်ပေါ်နေပြီဒီလက်ရှိတရားဝင်အစိုးရတရားကိုစန့်ကျင်ပုံကံတဲ့သဘောနဲ့ဆယ်မြိုင်လွှတ်တော်ဆယ်မြိုင်အစိုးရဆောင်ရွက်နေမှုတွေနဲ့ပတ်သက်လို့စောစောဒေါက်တာဆာနဲ့ဒီ CRPH နဲ့ပတ်သက်လို့ဘယ်လိုများဆက်ပြီးတော့ဒါတွေကိုဆောင်ရွက်မလဲဒါတွေကတကယ်ပဲလားဆိုတာဖြစ်တဲ့မှန်တွေကိုအဲ့ဒါတွေသိပြရစီခင်ဗျဒေါက်တာဆာနဲ့ပတ်သက်လို့ကတော့သူဟိုပေါ့တော့ကိုကြီးရတွင်နေပါလေလဲသူတို့တင်ထားလဲရှိကောင်းရှိမှာပေါ့လေဒါနဲ့ပတ်သက်ပြောကြဟောလို့ကျွန်တော်လဲဟိုအခြေတော့မပြောလို့ပါဘူးတင်ထားတဲ့အထက်မှာလဲဟိုတော်တော်စုံစုံလင်တော့ပါပါတယ်ဘယ်ကနေဘွဲရခဲ့တယ်ဘယ်လိုမျိုးမြန်မာနိုင်ငံထွက်သွားတယ်ဆိုတာလဲပါပါတယ်အခုပြောချင်တာတော့သူနဲ့ CNN လားမသိဘူးသိဆုံမင်းများကလောက်ထားတော့ရှိတယ် CNN လားဟုတ်တယ်နော် CNN လားမသိဘူးကျွန်တော်ပြောသိဆုံမင်းများကလောက်ထားတာပေါ့လေဟိုအဲ့ဒါတွေပဲကျွန်တော်တို့ကတော့ဟိုဘာဝဲကြည်တာတော့ဆိုကြဟိုပါပဲသူရဲ့ကိုကြီးရဆိုရင်မှန်တို့ဘာလို့မကြည့်ပါဘူးသူဟိုပေါ့နော်မှန်းကြည့်တာပေါ့လေစိတ်နေစိတ်ထားပဲကျွန်တော်တို့မှန်းကြည့်တာပါစိတ်နေစိတ်ထားမှ CNN နဲ့လောက်တာလားမသိဘူးဟုတ်တယ်အဲ့ဒီဟိုမှာသူပြောထားတယ်ဒီဟိုတုန်းကကြောက်မလို့တာဝန်စယူတဲ့အချိန်တော့လားမသိဘူးဖေဖော်ဝါရီလ1ရက်နေလားမသိဘူးဖေဖော်ဝါရီလ1ရက်နေတုန်းကသူကဒီမှာဟိုပေါ့နော်ဒေါန်ဆန်းစုကြည်နဲ့အတူရှိတယ်ပေါ့နော်တက္ကစီသမားရောင်ဆောင်ပြီးထွက်ပြေးရတယ်ဘာညာဆိုတော့အဲ့လိုမျိုးလေးတော့ကျွန်တော်တွေးမိလိုက်တယ်ဆိုတာသူတို့ပြောတဲ့ဟာပေါ့နော်ဒါနဲ့ပတ်သက်ပြီးပြောတော့ဒီဟာသူပြောခဲ့တာမှန်တယ်ဆိုရင်တော့ကျွန်တော်မြင်တာတော့ तू ကပေါ့လေဘာမှဝေဖန်တာမဟုတ်ပါဘူးမှန်တယ်ဆိုတော့ဟိုပေါ့စိတ်ကူးရင်သမားလို့ပဲပြောချင်တာပေါ့လေစိတ်ကူးရင်သမားလို့ပဲပြောချင်တယ်ဟောတော့နိုင်ငံရေးနဲ့ပတ်သက်ပြီးတော့ကြာစိတ်ကူးရင်သမားလို့ပဲပြောချင်တယ်နောက်တစ်ချက်ကတော့ခုနပြောတဲ့ CRPH တို့ဒီဒေါက်တာဆာနဲ့ပတ်သက်ပြီးရခိုင်တော့လည်းကျွန်တော်တို့ဒီဘက်ပိုင်းမှာပေါ့ဗျာဒီဘက်9နှစ်ပိုင်းမှာသူကနည်းနည်းနာမည်စကြတဲ့သဘောဖြစ်တာပေါ့ပြီးမှကျွန်တော်တို့သိရတော့ကတော့ဒီ
မဲဆွဲပွဲမှာချင်းနဲ့ပတ်သက်ပြီးချင်းပြည်နယ်နဲ့ပတ်သက်ပြီးအဓိကလှုပ်ဆောင်ပေးသူလို့လည်းကျွန်တော်သိရတာပေါ့လေသိရပြောကြသူဟိုရောက်လာတာပေါ့ရောက်လာပြောကြဒီ CRPH နဲ့ပတ်သက်ပြီးပြောရမယ်ဆိုတော့အနည်းဆုံး CRPH ကအောင်မြင်နိုင်မအောင်မြင်နိုင်ဆိုတော့ကျွန်တော်တို့ဒီ1990ပြည့်နှစ်မှာလည်းဒီလိုအဖွဲ့အစည်းမျိုးတစ်ခုပေါ်ပေါက်ခဲ့ဘူးတာပဲပေါ်ပေါက်ခဲ့ဘူးလို့ဆိုတာအဲ့ဒီအချိန်တော့ကျွန်တော်ထင်ပါတယ်ကိုမိုးဟင်းတို့တောင်မှတောထဲမှာပဲရှိလားမရှိလားရှိရင်ရှိအောင်မယ်လို့ထင်တာပေါ့လေဒီ88ဘီဂါတာပဲရှိတာပေါ့အဲ့ဒါကြောင့်သူတို့အကြောင်းကိုပိုသိမှာပါသူတို့အကြောင်းကပိုသိမှာပေါ့အဲ့တော့စင်ပြိုင်အစိုးရပေါ့နော်တရားစင်ပြိုင်လွတ်တော်တရားဖွဲ့စည်းခြင်းဆိုတာကတော့ကြီးလေးတဲ့ဒါပြစ်မှုဖြစ်ပါတယ်ကြီးလေးတဲ့ပြစ်မှုဖြစ်ပါတယ်ကြီးလေးတဲ့ပြစ်မှုဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ဒါဥပဒေအရကြီးလေးတဲ့ဒါအရေးယူမှုတွေဆောင်ရွက်မှာဖြစ်ပါတယ်ဒီ CRPH နဲ့ပတ်သက်ပြီး CRPH နဲ့အထောက်အကူပြုတဲ့လူပဲပတ်သက်တဲ့လူပဲဖြစ်ဖြစ်ကျွန်တော်တို့ဘယ်လိုအရေးယူဆောင်ရွက်နိုင်တယ်ဆိုတာလည်းတရားဝင်ထုတ်ပြန်ပြီးဖြစ်ပါတယ်ကျွန်တော်တို့အနေနဲ့ကတော့ဒီဟာတွေကိုအစိုးရတရားအနေနဲ့ဖြစ်ဖြစ်လက်ခံထားလို့မရပါဘူးလက်ခံလို့လည်းမရပါဘူးအချုပ်အခြာအာဏာပိုင်အစိုးရတရားအနေနဲ့ဒီလိုမျိုးဟာမျိုးတွေကိုလက်ခံနိုင်နေပြီမဟုတ်ကြောင်းဒါအတီးလင်းပေါ့နော်ပြင်းထန်စွာကျွန်တော်တို့ဒါအရေးယူသွားမိဖြစ်ကြောင်းပဲကျွန်တော်တို့ပြောလို့အဲ့ဒါကကျွန်တော်တို့ဒီကမ္ဘာသမိုင်းဆောင်ပါပေါ့နော်နိုင်ငံတော်တစ်ခုအုပ်ချုပ်တဲ့အစိုးရဆိုတာရွေးကောက်ပွဲနဲ့တက်လာတဲ့အစိုးရရှိတယ်ရွေးကောက်ပွဲမကျင်းပပဲတိုင်းပြည်ကိုတည်ငြိမ်ပြီးတိုးတက်အောင်အုပ်ချုပ်နိုင်တဲ့အစိုးရဆိုတာလည်းရှိတယ်ဥပမာကျွန်တော်တို့ကမ္ဘာကုလသမဂ္ဂလုံခြုံရေးကောင်စီမှာအမြဲတမ်းအဖွဲ့ဝင်အင်အားကြီးနိုင်ငံ9နိုင်ငံထဲမှာတော့မှဆိုဟိုတုန်းကဆိုဗီယက်ယူနီယံပေါ့နောက်ပိုင်းတော့ရုရှားဖက်ဒရေးရှင်းပေါ့တရုတ်ပြည်သူ့သမ္မတနိုင်ငံဒီနှစ်ခုစလုံးမှာအစိုးရတွေရွေးကောက်ပွဲနဲ့တက်လာတဲ့အစိုးရတွေမဟုတ်ဘူးလို့ကျွန်တော်တော့မြင်ထားတယ်ပေါ့နော်ရုရှားဖက်ဒရေးရှင်းဆိုတော့မှ1919ဘော်ရှေဗစ်တော်လှန်ရေးကနေပြီးတော့ဒီကျွန်တော်တို့ဘော်ရက်ရက်ဆင်ဖြစ်ကာလအထိဘာရွေးကောက်ပွဲမှမရှိဘူးဒါပေမဲ့သူ့နိုင်ငံတစ်ခုအစိုးရတရက်နေတဲ့ကမ္ဘာလုံးကလက်ခံပြီးဆက်ဆံကျင့်သုံးရတယ်။ဘာကြောင့်တော့ထုတ်ထအာဏာ3ရပ်ကိုသူတို့အပိုင်းတိုင်းကျင့်သုံးနိုင်တယ်။တရုတ်ပြည်သမ္မတနိုင်ငံဆိုရင်လည်းပဲ1949မော်စီတုံးတော်လှန်ရေးအောင်မြင်နေရနေဒီနေ့ထိဘာရွေးကောက်ပွဲမှမရှိဘူး။ဒါပေမဲ့တရုတ်ပြည်သမ္မတနိုင်ငံကိုအစိုးရတရက်တော့မဟုတ်ကမ္ဘာအင်အားကြီးနိုင်ငံဒီကမ္ဘာနံပါတ်1 2ထိရောက်သွားပြီ။ကျွန်တော်တို့အိမ်နာချင်းနိုင်ငံတွေမှာဆိုလို့ရှိရင်ဘာရွေးကောက်ပွဲမှမရှိဘဲနဲ့တရားဝင်ဆိုရဖြစ်နေဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံလာအိုဒီမိုကရက်တစ်သမ္မတနိုင်ငံကမ်ဘောဒီးယားတော့မှဒါရွေးကောက်ပွဲဆိုတာစတာတိတ်ကြသေးတာမဟုတ်ဘူးကျွန်တော်တို့ကရွေးကောက်ပွဲမရှိတဲ့ကာလတွေကြော်လာပြီးတော့မှအခုကျမှရွေးကောက်ပွဲဆက်တဲ့ကိုတက်မတော်ကနေပြီးတော့ခွင့်ပြုပြီးတော့2010 2015အခု2020ဆိုတော့3ချိန်မှဖြစ်လာပြီးတော့ဒီကာလမှာကျွန်တော်တို့ဒီလိုပြန်ပြီးဖြစ်ရတဲ့ခါမှာဒီနေ့NASA ကအစိုးရအနေနဲ့ကအာဏာသိမ်းဆိုရလည်းမဟုတ်ဘူးအာဏာထိန်းထားတာ2008ဖွဲ့စည်းပုံအခြေခံဥပဒေအထက်ကနေပြီးတော့ပဲလက်ရှိအာဏာ3ရပ်ကိုကျင့်သုံးနေတာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ဆော့ကျွန်တော်တို့ဒီအစိုးရအပေါ်မှာဝေဖန်နေကြတဲ့အစိုးရဖြစ်တဲ့ဖြစ်ဘူးတရားဝင်မှု CRPH ကတရားဝင်တယ်ဘယ်ဒေါက်တာကတော့တရားဝင်ဖြစ်တဲ့ဆိုရဲအချက်တွေနဲ့ပတ်သက်လို့ဗိုလ်ချုပ်အနေနဲ့ပေါ့နော်ဟိုထပ်ပြီးတော့အကြံပြန်ရှင်းပြစေလိုပါတယ်တရားဝင်ခြင်းမဝင်ခြင်းဆိုတော့ပြောနေပါတယ်နိုင်ငံတကာကဟိုဘောတော့တချို့လေရေးကြတာပေါ့လေနိုင်ငံတကာကတော့ဒါမြန်မာအစိုးရလို့တော့မှအတိမမပြူဘူးလို့ဘယ်နိုင်ငံတော့ဘလို့ဖြစ်တယ်လို့ဘလို့အတိမမပြူလို့အာဆီယံအတောင်မှပဲအတိမပြူဖို့ခက်နေသေးတယ်ဘာညာပြောတယ်နံပါတ်1ပြောချင်တာကတော့တက်မတော်ဒီအတွေ့အကြုံမရှိတဲ့တက်မတော်မဟုတ်ဘူးဗျ1988ခုနှစ်အရေးခင်းပြီးမှတက်မတော်ကတာဝန်ယူလိုက်တယ်တာဝန်ယူလိုက်တဲ့အချိန်မှာမြန်မာနိုင်ငံရဲ့ပေါ့နော်ဒါနိုင်ငံခြားရေးပဲပြောမှာနိုင်ငံခြားရေးအစဉ်အတန်းကိုကြည့်ပါအမေရိကန်ဒီမှာယာယီတန်မှုယာယီတန်ယုံတာဝန်ကအစစ်မဲ့ထားခဲ့တယ်ဟုတ်ဒီပြည်နိုင်ငံတွေရှိတယ်ခုကျွန်တော်ပြောချင်တာကဒါတွေနဲ့နှိုင်းယှဉ်ပြီးတော့ပြောချင်တယ်ဆိုတာတဲ့မြန်မာနိုင်ငံမှာနိုင်ငံကိုကိုစားပြုတဲ့တာမတ်ကြီးများအားလုံးရှိပါတယ်မြန်မာနိုင်ငံတွေပြောကြတဲ့နိုင်ငံတွေမှာလည်းနိုင်ငံကိုကိုစားပြုတဲ့တာမတ်ကြီးများ
အားလုံးရှိပါတယ်ဆက်သွယ်ဆက်ဆံမှုများပြုလုပ်လျက်ရှိပါတယ်လူရာဆွဲရည်သားမှုတွေရှိကောင်းရှိနိုင်ပေမဲ့ဆက်သွယ်ဆက်ဆံမှုများပြုလုပ်လျက်ရှိပါတယ်အချုပ်အခြာအာဏာသုံးရဖြစ်တဲ့အုပ်ချုပ်ရေးတရားစီရင်ရေးဥပဒေပြုရေးအာဏာများကောင်းစွာလက်ပတ်လျက်ရှိပါတယ်အိမ်နီးနားချင်းနိုင်ငံများနဲ့ကောင်းမွန်စွာငြိမ်းချမ်းစွာအတူရှင်တွဲနေထိုင်လျက်ရှိပါတယ်ဒီဟာတွေအချက်လက်တွေနဲ့ပြည့်စုံနေပြီ state ဆိုတဲ့နိုင်ငံတစ်ခု country ဆိုတဲ့နိုင်ငံတစ်ခုပြည့်စုံဖို့အတွက်ဘယ်အချက်လက်တွေပြည့်စုံရမယ်ဆိုတာရှိပြီးဖြစ်တယ်အဲ့ဒါနဲ့ပြည့်စုံစွာအုပ်ချုပ်နေတဲ့အစိုးရကိုတရားဝင်အစိုးရမဟုတ်ဘူးလို့ပြောပြကြလေလိုင်းကနေအုပ်ချုပ်နေတဲ့အစိုးရကိုတရားဝင်အစိုးရလို့ပေါ့နော်လေလိုင်းဘဝကနေအုပ်ချုပ်နေတဲ့မျက်နာတော်မမြင်ဘူးတဲ့လူတွေဗျာလေလိုင်းဘဝကနေအုပ်ချုပ်နေတဲ့ online ဘဝကနေအုပ်ချုပ်နေတဲ့လူတွေကိုတရားဝင်အစိုးရလို့ပြောနေတာကိုပြောနေတဲ့လူတွေပေါ့နော်ပြောနေတဲ့လူတွေတို့ဒါသူများပြောလို့မလို့ပေါ့နော်သူများပြောလို့မလို့လိုက်ပြောကြပြောနေတဲ့လူတွေကတော့မြန်မာတကယ်လို့ပြောရင်တော့ကျွန်တော်တို့ပြောလေဖန်းဒန်းစီလို့ဒါမျိုးပုံစံလို့ပဲကျွန်တော်ပြောချင်ပါတယ်တိတ်ပြီးတော့ကြာဒါနဲ့ပတ်သက်ပြီးကြာကျွန်တော်တို့ကအချက်လက်ဟာဒါကြီးကတော့တရားဝင်တဲ့ဒါကြီးကဘာအချက်လက်အပြည့်စုံတဲ့တိတ်ပြီးတော့ကြာဟိုပေါ့နော်ပြောပြီးတော့ကြာညင်းစရာမလိုပါဘူးဘာဖြစ်လို့မညင်းတာလဲဆိုတော့ကြာဟိုမဟုတ်လို့ပေါ့ဗျာမဟုတ်တာကြီးပြောနေမှသိရတယ်နဲ့အဲ့မဟုတ်တာပြောနေတဲ့လူကိုပွားပြီးတော့ကြာဖက်ပြိုင်ပြီးတော့ကြာသွားသက်သေပြနေဖို့ညင်းနေဖို့မလိုပါဘူးကျွန်တော်မှလည်းအချိန်မရှိပါဘူးအဲ့လောက်ဟွာပြုနိုင်ဖို့လဲညင်းနိုင်ဖို့လဲမလိုဘူးလို့ထင်ပါတယ်အပြောတော့ကြာခုနပြောလို့ကိုမွေးပြောလို့ကျွန်တော်တို့ဒီလက်ရှိမှာပြည်တွင်းအချုပ်အခြာအာဏာနဲ့ပတ်သက်ပြီးတော့ကျွန်တော်ရှိပြီးဖြစ်တယ်ပြည်ပမှာကျွန်တော်တို့ဘယ်လိုပဲထိုးနေပဲပြည်ပမှာကျွန်တော်တို့အချုပ်အခြာအာဏာနဲ့ပတ်သက်ပြီးတော့ရှိပြီးဖြစ်တယ်နိုင်ငံတကာဥပဒေနဲ့ပတ်သက်ပြီးတော့ပြောမယ်လေ့လာမယ်ဆိုရင်လည်းနိုင်ငံတနိုင်ငံကိုအတိအမှတ်ပြုခြင်းနိုင်ငံတကာနဲ့ပတ်သက်ပြီးတော့ဒါတရားဝင်ခြင်းဆိုတဲ့ဟာတွေနဲ့အားလုံးပြည့်စုံပြီးဖြစ်တဲ့အတွက်ဘာမှဖက်ပြိုင်ပြီးအငြင်းပွားနေကြမလို့လို့ပဲကျွန်တော်ပြောချင်ပါတယ်ကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ်ဝန်ကြီးကျွန်တော် one news ပါခင်ဗျအမင်းစင်ပါခင်ဗျကျွန်တော်ပထမဆုံးသိချင်တာဒီအခုရက်ပိုင်းမှာပေါ့နော်အချို့မြို့နယ်တွေမှာလုံခြုံရေးတပ်ဖွဲ့တွေကဒီညဘက်တွေမှာရက်ကွက်အချို့တွေမှာပေါ့နော်ဟိုဒီအတန်ဘုံဖောက်တာတွေပြစ်ခတ်တာတွေအချို့လမ်းတွေမှာဆိုရင်တော့အော်ဟစ်ချိန်မောင်းတာတွေရှိပါတယ်နောက်ပြီးတော့အိမ်တွေကိုလက်နှိပ်ဒဏ်ဝီတွေထိုးပြီးတော့ဒီနေအိမ်တက်ခန်းတွေကိုပြစ်ခတ်တာတွေလည်းတွေ့ရပါတယ်ခင်ဗျနောက်အချို့ဆိုင်ငန်းတွေဆိုရင်လည်းဒီဝင်ရောက်ဖျက်ဆီးတာဆိုင်တွေကလူတွေကိုဖမ်းဆီးတာတွေနောက်တော့လမ်းထဲမှာရှိတဲ့ကားတွေဆိုင်ကယ်တွေကိုကန်ကြောက်တာတွေဖျက်ဆီးတာတွေလည်းတွေ့ရပါတယ်ခင်ဗျအဲ့တော့ဒီဆိုတော့ဒီအဲ့အကြောင်းဒီရက်ွက်တွေပြည်သူလူထုကဒီစိတ်ပူပန်ပြီးတော့ကောင်းစွာအိတ်မပြောတာတွေလည်းတွေ့ရပါတယ်ဒါတွေကိုစိတ်ရက်ွက်တွေပြည်သူလူထုစိတ်ပူပန်မှုလျှော်တဲ့အောင်ဒီနတ်ဆကကောင်စီနေနဲ့ဘယ်လိုများဆောင်ရွက်မလဲဆိုတာအသိပြတယ်ခင်ဗျဒီကတော့ဒီကျွန်တော်တို့ရက်ွက်တိုင်းကိုဝင်ပြီးဖမ်းဆီးနေရလည်းမရှိဘူးရက်ွက်တိုင်းနဲ့ပတ်သက်ပြီးကျွန်တော်တို့ဆောင်ရွက်နေရလည်းမရှိပါဘူးခုနပြောတဲ့ဌာနပြနေတဲ့သူတွေခုနပြောတဲ့ခေါင်းဆောင်တွေပေါ့နော်လှုံ့ဆော်နေတဲ့လူတွေရှိတယ်ဆိုတော့သတင်းရရင်တော့ကျွန်တော်တို့ဝင်ရောက်ဖမ်းဆီးပါတယ်ဒါပေမဲ့ဝင်ရောက်မဖမ်းဆီးခင်မှာလည်းကျွန်တော်အသိပေးပါတယ်မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေနဲ့ဝင်ရောက်မဖမ်းဆီးခင်မှာလည်းအသိပေးပါတယ်အသိပေးပြီးမှဝင်ရောက်တာဖြစ်ပါတယ်တစ်ဖက်တည်းတော့မကြည့်စေလိုပါဘူးအဲ့လိုဝင်ရောက်တဲ့အခါမှာအဲ့ဒီမြန်မာနိုင်ငံရဲတပ်ဖွဲ့တချို့နေရာမှာမြန်မာနိုင်ငံရဲတပ်ဖွဲ့ပဲဖြစ်ဖြစ်တပ်မတော်ပဲဖြစ်ဖြစ်လုံခြုံရေးအဖွဲ့တွေဝင်ရောက်တဲ့အခါမှာအပေါ်ကနေပေါ်ကြနော်အော်ဟစ်ဂျိမ်းမောင်းတာတွေအပေါ်ကနေပေါ်ကြတန်ပုံးသီးတာတွေနော်ပြီးရင်အပေါ်ကနေပေါ်ကြဟိုပေါ့နော်ဟိုလမ်းတစ်လျှောက်လုံးမှာစူပူတာတွေပြီးရင်ကျွန်တော်တို့ဒီဆန္ဒပြလှုံ့ဆော်သူခေါင်းဆောင်များပေါ့နော်ခေါင်းဆောင်များခုနပြောတဲ့အကျန်းဖက်ဆန္ဒပြခေါင်းဆောင်တွေကိုပုံအောင်ပြီးပုံအောင်ဟိုခိုးအောင်တာတွေဒါမျိုးတွေလောက်ကင်ပေးနေတော့ကျွန်တော်တွေ့ရပါတယ်ခုနကျွန်တော်ပြောလို့ကျွန်တော်တို့ဒီရက်ွက်အလိုက်ဘယ်ရက်ွက်ဘယ်ဟာနဲ့ကျွန်တော်သိမှာမရှိပါဘူးဒါပြစ်မှတ်ထားတာတော့ဒီဟာနေနဲ့ပတ်သက်ပြီးရက်ွက်တွေနဲ့ပတ်သက်ပြီးဘယ်ဟာလောက်မှမရှိပါဘူးကျွန်တော်ဆောင်ရွက်နေရသည်လူပုဂ္ဂိုလ်ပေါ်မှာမူတည်တယ်ဒီလူပုဂ္ဂိုလ်ဒီအကြမ်းဖက်မှုကိုလှုံ့ဆော်နေတဲ့ပုဂ္ဂိုလ်ဒီပုဂ္ဂိုလ်ဒီအကြမ်းဖက်မှုကိုဥဆောင်နေတဲ့ပုဂ္ဂိုလ်ဒီပုဂ္ဂိုလ်ဒီစူပူလှုံ့ဆော်နေတဲ့ပုဂ္ဂိုလ်ဆိုရင်ဒီလူတွေရှိတဲ့နေရာတော့ကျွန်တော်တို့ဝင်ဖမ်းမှဖြစ်ပါတယ်ဖမ်းတဲ့နေရာမှာခုနပြောတဲ့ဟာတွေရှိကောင်းရှိနိုင်ပါလိမ့်မယ်အဲ့ဒါကိုဝင်သွားပြီးအကြောင်းမဲ့ပြစ်ခတ်ခြင်းမျိုး
ကျွန်တော်တို့မရှိပါဘူးသို့တော့ခုနပြောတဲ့ဟာတွေနှောက်ယှက်မှုတွေလောက်လာတဲ့အခါမှာတော့အတန်ပေး6လမှုများရှိကောင်းရှိနိုင်ပါတယ်ကျွန်တော်တို့အနေနဲ့ကတော့ဘောနော်ဒီဟာမျိုးလှုပ်ဆောင်တာဒီဘာလို့လှုပ်ဆောင်လဲဆိုတော့ကြာဒီရက်ရွာဒီရက်ကွက်ဒါအေဂျင့်တာယာဖို့အတွက်ပဲကျွန်တော်တို့လှုပ်ဆောင်ခြင်းဖြစ်ပါတယ်တရားဥပဒေစိုးမိုးရေးအတွက်ပဲလှုပ်ဆောင်ခြင်းဖြစ်ပါတယ်ကြံတဲ့တခြားရည်ရွယ်ချက်မရှိပါဘူးဒီကျွန်တော်တို့ရေးသားနေလည်းတွေ့ပါတယ်ဒီပြည်သူလူထုအနေနဲ့အိတ်မပြောဘူးလို့ဘာလို့ညာတော့ကျွန်တော်တို့ပြည်သူလူထုအနေနဲ့စိတ်ချမ်းသာနေနိုင်ကြဖို့လှည့်ကင်းများဆောင်ရွက်လျက်ရှိပါတယ်သို့တော့ဒါတွေနဲ့ပတ်သက်ပြီးကြာဟောနော်ဘလူအဖူးဆိုတဲ့ဟာမျိုးတွေရှိတယ်ဒါနဲ့ပတ်သက်ပြီးလှည့်ကင်းကိုပြဿနာရှာတဲ့ဟာမျိုးတွေရှိတယ်ဒါတွေတော့သူတို့ရဲ့ကိစ္စတွေပါပြဿနာရှာနေရဆိုတော့ဒေသခံပြည်သူလူထုထက်သို့တော့လည်းတချို့နေရာတွေမှာလည်းမြင်အောင်ကြည့်ပါတချို့မှာလည်းဒီဟွာထဲမှာတော့မပါနေပါတယ်ကျွန်တော်တို့ဒီလူမှုကွန်ရက်စာမျက်နှာတွေပါတယ်တော့မှလည်းအကုန်လုံးပါပါတယ်ဒါလည်းဆိုကြရက်ွက်ထဲမှာတန်ပုံတီးလို့မလို့ဟောနော်အိတ်မပြောလို့မလို့ကန့်ကွက်တယ်ပြောတယ်တက်ဆိုင်ရာကိုတိုင်ကြတဲ့အခါမှာဝိုင်းပြီးတော့ရန်လုခံရတဲ့ကိစ္စတွေတို့ဒါတွေတော့ရှိပါတယ်ဒါတွေကိုပြောချင်တာကတော့အဓိကတော့ဘယ်နှစ်ဖက်လုံးကိုတွေ့အောင်မြင်အောင်ကြည့်ဖို့လိုတယ်လို့ပဲပြောချင်ပါတယ်နော်မေးခွန်းတစ်ခုပါဗျဒီဦးကစနထုတ်ပေါ်တဲ့လူတွေပေါ့နော်လုံခြုံရေးတပ်ဖွဲ့တွေကပေါ့ဒီပြစ်ခတ်ဖြိုခွင်းတာတွေရှိပါတယ်တချို့ကတော့ဒဏ်ရာရတာပေါ့တချို့ကတော့တက်ဆုံးမှုတွေရှိတယ်တချို့ကဖမ်းဆီးခံရတယ်လည်းတော်များပါတယ်ခင်ဗျဆိုတော့ဖမ်းဆီးခံရတဲ့အထက်မှာဒီလူငယ်တွေကအတော်များပါတယ်လူငယ်တွေတော်တော်များများပါတာတော့တွေ့ရပါတယ်ဒီပြန်လွတ်လာတဲ့လူငယ်တွေမှာလည်းချို့ကဒဏ်ရာတစ်ချက်တွေရှိနေတာကိုလည်းကျွန်တော်တွေ့ရပါတယ်အွန်လိုင်းတွေမှာကျွန်တော်တွေ့ရပါတယ်ဒါကြောင့်ဖမ်းဆီးခံရတဲ့ဖမ်းဆီးခံတဲ့ပြီးတော့လူငယ်တွေကိုဘယ်တော့လောက်ပြန်လွတ်ပေးမလဲအများဆုံးပြန်လွတ်ပေးမှာလားပေါ့နော်ဒီပေါ့နော်မိဘအုပ်ထိန်းလူတွေအနေနဲ့ပေါ့ဒီဘလို့ဆက်သွယ်ပြီးတော့ပြန်ခေါ်လို့ရမယ်ပေါ့မိဘအုပ်ထိန်းလူတွေနဲ့ဘလို့ဆက်သွယ်ပြီးတော့ပြန်လှုပ်ပေးမယ်အဲ့လိုမျိုးပေါ့အဲ့လေးသိပြသေးတာမနေ့ကအထိကျွန်တော်တို့ဖမ်းမိတဲ့လူတွေရှိတယ်ဖမ်းတဲ့လူတွေရှိတယ်မနေ့ကအထိကျွန်တော်တို့ပြန်လွတ်ပေးတဲ့လူပေါင်းပေါ့နော်မနေ့ကအထိပြန်လွတ်ပေးတဲ့လူပေါင်းကျွန်တော်မှစင်းစင်းက2189ရှိပြီ2189ရှိပြီမလဲမရှောင်တာတို့ဘလို့ကျွန်တော်တို့ဒီဆန္ဒပြမှုတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဖမ်းဆီးရတယ်ရှိတယ်ဘာဖြစ်လို့လဲဆိုတော့ဒီဆန္ဒပြမှုတွေဒီအကြမ်းဖက်မှုအသွင်ကူးပြောင်းလာလို့ပဲဖြစ်အကြမ်းဖက်မှုအသွင်မကူးပြောင်းသေးခင်မှာဖြစ်ကျွန်တော်တို့အနေနဲ့ကဒီဟာကိုလူစုလူဝေးဖြိုခွဲခြင်းအရာဖမ်းဆီးလိုက်ရတာရှိတယ်ဖမ်းဆီးပြီးရင်ကျွန်တော်တို့သက်ဆိုင်ရာနေရာတွေခေါ်သွားလိမ့်မယ်ခေါ်သွားပြီးရင်ကျွန်တော်တို့ပြန်လွတ်တယ်အနေအထိတော့ကျွန်တော်ပြောသလို2189ပြန်လွတ်ပြီးပြီဖြစ်တယ်ဒါနဲ့ပတ်သက်ပြီးလည်းအကုန်လုံးတွေ့နေတာပဲကျွန်တော်တို့ပြန်လွတ်တဲ့လူတွေပြန်လွတ်တဲ့ဥစ္စာနဲ့ပတ်သက်ပြီးကြဘယ်အချိန်မှာကျွန်တော်တို့ပြန်လွတ်လိုက်ပြီဆိုတာလဲအများကြီးကြင်ညာနေပဲကြံခဲ့တဲ့လူတွေရှိကောင်းရှိပါလိမ့်မယ်ဘာလို့ကြံခဲ့လဲဆိုတော့သူ့လှုပ်ဆောင်ချက်ပေါ်မှာမူတည်ပြီးကြံခဲ့တာဖြစ်ပါတယ်နံပါတ်1သူဒီစုပူအကြမ်းဖက်မှုဖြစ်အောင်လှုံ့ဆော်နေတဲ့လူဖြစ်လို့နံပါတ်2လူကိုအာဏာဖြစ်စေနိုင်တဲ့လက်နက်နဲ့အတူမိလို့နံပါတ်3သူ့ကိုကျွန်တော်စစ်ဆေးတဲ့အခါမှာတကယ်ကိုသူဒီစုပူအကြမ်းဖက်မှုကိုဆက်လက်ပြောကြပါတော့ဥဆောင်ပြီးလှုပ်ဆောင်သွားမယ်လို့ဖြစ်လို့ဒါတွေနဲ့ကျွန်တော်တို့ထိမ့်သိမ်းခြင်းဖြစ်ပါတယ်အကြောင်းမဲ့ကျွန်တော်တို့ဆန္ဒပြမှုတက်နေတော့ကျွန်တော်တို့မထိမ့်သိမ်းပါဘူးလိုအပ်တဲ့ထိမ့်သိမ်းမှုလုပ်ခဲ့မယ်ပြီးရင်ကျွန်တော်ပြန်လွတ်ပေးပါတယ်တကူတော့ကျွန်တော် UC နဲ့ပတ်သက်ပြီးတော့မရှင်းလို့ထပ်မေးပြစေခင်ဗျာရမလားတော့မသိဘူးဟောပါတော့ဒီ UC ကအခုတစ်ဖွဲ့ထားတဲ့ UC ကပေါ့နော်ဒီဘဲစင်းတွေကိုစစ်စစ်ပြီးတော့ထုတ်ပြန်တဲ့နေရာမှာဒီ United Nation တို့ ASEAN တို့ဒီ International Audit ကဲတို့ပေါ့နော်ဗတ်မလိုက်တဲ့အဖွဲ့အစည်းတစ်ခုကိုဖိတ်ခေါ်ပြီးတော့ထုတ်ဖော်ပြသဖို့အစီအစဉ်ရှိပါလားခင်ဗျာအဲ့လေးပြန်ပြီးတော့ရှင်းပြလိုက်ပို့ပေါ့ကျွန်တော်တို့အနေနဲ့ကတော့ဒီကြကြပြတ်ပြတ်စစ်ဆေးခြင်းနဲ့ UEC ကလုပ်နေတယ်UEC ရဲ့ဘာတော့ပထမဆုံးကတော့ကျွန်တော်တို့က UEC ရဲ့လုပ်ငန်းတာဝန်ရတော့သူကဒီဟာတွေကိုကျွန်တော်တို့ပြီးအောင်လုပ်မယ်ပြီးအောင်လုပ်ပြီးရင်နော်ပြီးအောင်လုပ်ပြီးရင်ကျွန်တော်ပြောချင်တာကကျွန်တော်တို့လုပ်ငန်းတွေကိုကျွန်တော်ပြီးအောင်လုပ်မယ်ပြီးအောင်လုပ်ပြီးရင်ကျွန်တော်တို့အနေနဲ့မြည်သည့်အဖွဲ့အစည်းမြည်သည့်ပြည်သူလူထုဆိုမှကျွန်တော်တို့ကနော်အထူးပေါ့နော်အထူးအနေနဲ့ထားမှာမဟုတ်ဘူးအထူးဝိသေသနဲ့ထားမှာမဟုတ်လုပ်ပြီးရင်ဒီအတိုင်းပဲအားလုံးကြည့်လို့ရတယ်တကဘာလုံးလာကြည့်တကဘာလုံးလာကြည့်လို့ရတယ်အဲ့အတိုင်းပဲခင်းပြတက်တဲ့အထောက်အထားနဲ့ဒီအတိုင်းပဲပြတကဘာလုံးကြည့်ရင်တကဘာလုံးကြည့်ခဏတော့ပြီးရင်မီဒီယာများနေတဲ့အခုကျွန်တော်စစ်ပြီးတဲ့ဟာတွေကိုကြည့်လို့ရပြီဒါတဲ့ပွင့်လင်းနေတာဘာရှိဦးမလဲ
ဒါတဲ့ပွင့်လင်းနေတာပါရှိအောင်မယ်ကျွန်တော်တို့ကဟိုလူကိုဖိတ်ခေါ်ပြီးကြပြပါဒီလူဖိတ်ခေါ်ပြီးပြပါလို့လုပ်နေကြမလို့ကြည့်ကျင်လာခဲ့ဒီမယ်ချပြလိုက်တယ်ခင်ဗျားတို့စီမှာလည်းခုချပြပြီနော်နောက်ကြည့်ကျင်လားကြည့်ကျင်တဲ့လူလာခဲ့ပါသတင်းစာရှင်းလင်းပွဲမှာပြ UEC ရလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာဖြစ်အားလုံးပြီးသွားတဲ့အခါမှာလည်းဖြစ်ခုန UEC ဖွဲ့ဝင်ဖြစ်တဲ့ဥက္ကမောင်ကိုယ်တိုင်လည်းပြောပြီးဖြစ်တယ်ကျွန်တော်တို့ဓာရီကိုဒီမှာပြုစုနေတယ်လှုပ်နေတယ်နောက်ပိုင်းမှာမျိုးနယ်အစိမ့်ထိရောက်သွားမျိုးနယ်အစိမ့်ထိချပြလို့ရရင်ကျွန်တော်ချပြပါမယ်ဒါပဲကျွန်တော်တို့အနေနဲ့ပွင့်လင်းမြင်သာစွာလောက်ကင်သွားမှာဖြစ်တယ်လို့ပဲပြောချင်ပါတယ်နောက်မေးခွန်းမှာဒီရက်ကွက်တရက်ကွက်ကိုပေါ့နော်တက်ဆိုင်ရာမျိုးနယ်တွေမှာရက်ကွက်တရက်ကွက်ကိုတက်ဦးပေါ့ဟိုပါပေါ့10ရက်ကွက်ဆိုအတူ20အဲ့လိုဖွဲ့ပြီးတော့မျိုးနယ်လိုက်မဲစင်းတွေကိုကတ်ပြီးတော့ဒီရက်ကွက်နေပြည်သူတွေကနေပြီးတော့ဒါဟိုပါပေါ့တိရှိပြီးတော့မေးမြန်းပိုင်ခွင့်ဟောရှိမလားအဲ့ဒါလေးပဲသိပြီမင်းများပိုင်ခွင့်တယ်မလို့အကုန်လုံးကြီးခွင့်ရှိပါတယ်လို့ကျွန်တော်ပြောပြီးသားပဲစိတ်ပါဝင်စားရယူလားကျွန်တော်စစ်ပြီးသမျှအကုန်လုံးကြီးရှင်းပြမယ်ဘာတွေစစ်ပြီးပြီဘာတွေတွေ့တယ်ရှင်းပြမယ်ခုခဏသိကျင်လဲကျွန်တော်ထပ်ပြီးရှင်းပြအောင်မယ်ဒီမှာကတ်ထားတဲ့ဟာတွေကြီးဓာတ်တွေကြီးတနိုင်ငံလုံးမှာရှိတဲ့နော်တနိုင်ငံလုံးမှာကျွန်တော်တို့လုပ်ငန်းစဉ်တွေပြီးသွားပြီကျွန်တော်တို့ထုတ်ပြန်ပြီးတဲ့ခုဆိုထုတ်ပြန်ပြီးတဲ့ဟာတွေထုတ်ပြန်ပြီးပြီထုတ်ပြန်ပြီးတဲ့ဟာတွေနဲ့ပတ်သက်ပြီးတော့တနိုင်ငံလုံးမှာရှိတဲ့သူများသည်တနိုင်ငံလုံးမှာရှိတဲ့သူများသည်နော်ဒါနဲ့ပတ်သက်ပြီးတော့စိတ်ဝင်စားတယ်သိကျင်ပါတယ်ဆိုကြည်ပါအစ်စ်ခံမှာအစ်စ်ခံနိုင်လို့ကျွန်တော်တို့ဒီမှာခင်းပြထားတာပဲအစ်စ်မခံနိုင်လို့ကျွန်တော်ခင်းပြထားတယ်အကြောင်းမရှိဘူးဒါနဲ့ပတ်သက်ပြီးတော့ကြာခုနပြောတဲ့ဟာလဲမှန်ပါတယ်ပြည်သူလူတွေတွေကိုခုနမေးတဲ့မေးခွန်းသည်ကြဲကြဲပြန့်ရောက်နိုင်အောင်လို့စေတနာထားပြီးမေးတဲ့မေးခွန်းလို့ကျွန်တော်တို့ယူဆပါတယ်ဒါကိုလည်းကျွန်တော်တို့အလေးနဲ့ထားတယ်ကျွန်တော်တို့ပြောချင်တာကပြည်သူလူထုနေနဲ့ကြဲကြဲပြန့်စစ်ဆေးခွင့်ကြဲကြဲပြန့်ရှိကြည့်ရှုခွင့်ရရှိသေးရပါမယ်ခုလည်းကျွန်တော်တို့ရဲ့တွေ့ရှိချက်တွေမှန်သမျှကိုကျွန်တော်တို့ရဲ့မီဒီယာများကနေတဆင့်ရောဟောပေါ့နော် printed media တွေကနေတဆင့်ရောပြီးရင်ကျွန်တော် broadcast media တွေတဆင့်ရောကျွန်တော်တို့ဆောင်ရွက်လျက်ရှိတယ်ပြီးရင်လက်တွေ့မြေပြင်မှာလည်းတွေ့နိုင်အောင်ဆိုကျွန်တော်တို့ဒါဆက်လက်ပြီးကြိုးပမ်းဆောင်ရွက်သွားပါမယ်လို့ပဲပြောချင်ပါတယ်ကျေးဇူးပါခင်ဗျာမင်္ဂလာပါဗျကျွန်တော်ကတင်နေကားမှာပြောလေ့လာရေးဖွဲ့ရမှုဆောင်ဒါရိုက်တာဒေါက်တာနိုင်စိုးဖြစ်ပါတယ်ကျွန်တော်ကမေးခွန်း3ခုနဲ့အကြံပြုချက်2ခုလောက်ကျွန်တော်မေးချင်ပါတယ်ခင်ဗျပထမတစ်ခုကတော့ကျွန်တော်တို့တိုင်းရင်းသားလက်နက်ကိုင်ဖွဲ့စည်းများနဲ့ပတ်သက်ပါတယ်ကျွန်တော်တို့ဒီမက်လာ9ရက်နဲ့10ရက်နေ့မှာဒီကျွန်တော်တို့ဒီမွန်ပြည်နယ်နဲ့ဒါပဲခူးတိုင်းမှာရှိတဲ့တပ်ဌာနချုပ်တချို့ဟိုတရားခွန်ပေါ်မှာဒါ short tight တုံးနဲ့ပြစ်ခံရတာဖြစ်ပါတယ်ရှိပါတယ်ဒီနေ့မနေ့မှာလည်းဒါကချင်ပြည်နယ်မှာရှိတဲ့ဒါတပ်မတော်စခန်းတစ်ခုတိုက်ခိုက်ခံရတယ်ဆိုပြီးတော့မြေပြင်သတင်းတချို့ဒါတွေးရှိရတာဖြစ်ပါတယ်ခင်ဗျဆိုတော့ဒီဒါနဲ့ပတ်သက်ပြီးငင်းနဲ့ပတ်သက်ပြီးတော့မှဒါဖြစ်ပေါ်တူတဲ့မှုနဲ့ပတ်သက်ပြီးနောက်ဆုံးအခြေအနေပေါ့ခင်ဗျအဲ့ဒါနဲ့သိချင်ပါတယ်ဒါနဲ့ဆက်ဆက်ပြီးတော့မှတရားခွန်ပေါ်မှာဒီ short tight တုံးဆိုတာကတော့ဒီတိုင်းသားလက်နက်ကိုင်ဖွဲ့စည်းအချို့မှာလည်းသူတို့မှနည်းနည်းစိတ်ဝင်ရှိပါတယ်ဒါပေမဲ့ဒီဒုံးသီးတွေထုတ်လို့ဖို့ဤပညာရှိကောင်းရှိချင်မှရှိပါလိမ့်မယ်ဆိုတော့ကျွန်တော်တို့သိရှိသလောက်တော့ဒါနိုင်ငံကြီးတချို့ကနေပြီးရရှိတာဖြစ်နိုင်တယ်လို့သိရှိရပါတယ်ဒါနဲ့ပတ်သက်ပြီးတော့မှလည်းပြီးခဲ့တဲ့တရုတ်သမ္မတရဲ့ခီးစဉ်မှာတပ်မတော်ကာကွယ်ရေးချုပ်ကနေပြီးတော့မှတိုင်းဒေသနိုင်ငံအဖွဲ့အစည်းချို့မှာဒီမဟုတ်ဈေးဘက်ကရနိုင်တယ်မဟုတ်ဖဲနဲ့ပေါ့လေဒါကတရုတ်ပြည်သူလူမျိုးရေးတပ်မတော်က standard issue rifle ရဲ့ export version တွေဒါရရှိတွေ့နေတယ်ဆိုပြီးတော့မှပြောတရုတ်သမ္မတပြောခဲ့တာရှိပါတယ်ဒါနဲ့ပတ်သက်ပြီးတရုတ်သမ္မတကလည်းဒါအရေးယူဆောင်သွားမယ်ဆိုပြီးပြောခဲ့တာရှိပါတယ်ဒါနဲ့ပတ်သက်ပြီးတော့မှနောက်ဆုံးဟိုအခြေအနေပေါ့နော်ဒါလေးသိရှိပါခင်ဗျဒါပထမမျိုးဖြစ်ပါတယ်ဒီကတော့ခုနပြောတဲ့ဟာတော့နည်းနည်းလေးကြားတဲ့သတင်းမှားနေပါလိမ့်မယ်ကြားတဲ့သတင်းမှားနေပါလိမ့်မယ်ဆိုတော့မဟုတ်ပါဘူးဟိုမဟုတ်ပါဘူးဆိုတော့ခုနတမတော်ကာဝစီရုံးနဲ့တမတော်တမတာနဲ့တွေ့တဲ့အချိန်မှာခုနပြောတဲ့ဟိုဘောနော်ဒါတရုတ်ပြည်သူ့လူမျိုးရေးတမတော်ကထုတ်တဲ့ဘာရှင်းဖြစ်တယ်လို့ဘာလို့ပြောဆိုခဲ့ခြင်းမရှိပါဘူးဒါတွေကလည်းကျွန်တော်ပြောရမယ်ဆိုတော့ဒီလက်နက်တွေလည်းဟိုဆက်လက်ထုတ်လုပ်နေတဲ့လက်နက်တွေမဟုတ်ပါဘူးကျွန်တော်သိတာဟိုဘက်နိုင်ငံတပြည့်နိုင်ငံမှာဆက်လက်ထုတ်လုပ်နေတဲ့နိုင်ငံဟုတ်တယ်မဟုတ်ပါဘူးသို့တော်ရခင်အဟောင်းတွေရှိနိုင်ပါသေးတယ်ရခင်အောင်နေရှိနိုင်တဲ့မောင်ကိုဈေးကွက်ကနေပဲဖြစ်ဖြစ်သူ့ရဲ့ဒီလန်တလန်းနေဖြစ်ဖြစ်ရရှိလာတဲ့ဟာတွေဖြစ်ပါတယ်ဒါနဲ့ပတ်သက်ပြီးတော့ပြောရင်တော့ဟိုတပ်ဌာနချုပ်တပ်ဌာနချုပ်တပ်ရင်းတပ်တွေပေါ့နော်တပ်တွေအဝေးကနေပြစ်ခတ်ခံရရှိတယ်အစာအုပ်နှဲငယ်ပြစ်ဟွာပြတာနဲ့စပြကြမရှိပါဘူးဒါတွေကဟိုသတင်းဆက်ဆက်မှုအရာဘယ်သူတွေလုပ်တယ်ဆိုတာတော့ကျွန်တော်တို့ပြောနိုင်ပါတယ်သို့တော့ဟိုပြောဖို့မတင်သေးတဲ့အတွက်မပြောသေးတာဖြစ်ပါတယ်ဘယ်သူတွေလုပ်တယ်ဘာရည်ရွယ်ချက်နဲ့လုပ်တယ်ဆိုတာလည်းကျွန်တော်တို့သိပါတယ်ဒါရည်ရွယ်ချက်နဲ့လုပ်တယ်ဆိုတာလည်းသိတယ်ဘာကြောင့်မလို့လုပ်တယ်ဆိုတာလည်းသိပါတယ်သို့တော့ကျွန်တော်ပြောလိုတာကဒီဟာတွေနဲ့ပတ်သက်ပြောကြတပ်မတော်အနေနဲ့ကတော့အချိန်မီပေါ့နော်အချိန်မီအချိန်မီအချိန်ရဲ့အချိန်ရဲ့အချိန်မီအချိန်မီ
ထိမ့်သိမ့်သွားနိုင်ပါလိမ့်မယ်စိုးရင်စရာမရှိဘူးလို့ပဲပြောနိုင်ပါတယ်ဒုတိယမေးခွန်းကတော့ကျွန်တော်တို့ဒီ1988ခုနှစ်မှာတပ်မတော်ကတာဝန်ယူတဲ့အချိန်မှာတော့ပေါ့လေကျွန်တော်ဒီနိုင်ငံရဲ့ဖြစ်ပေါ်တိုးတက်မှုအခြေအနေတွေကိုဒါကပြည်ပဒီမြန်မာနိုင်ငံမှာရုံးဆိုင်တဲ့တန်တမန်တွေဒါစစ်တမ်းတွေကိုပုံမှန်သတင်းစာရှင်းလင်းပွဲတွေပြုလုပ်ပြီးတော့မှရှင်းလင်းတာကိုကျွန်တော်တို့သိရှိရပါတယ်လက်ရှိအခြေအနေမှာကတော့ဒီကျွန်တော်တို့နိုင်ငံရေးဝန်ကြီးနဲ့ဒါပြည်ဆိုင်ဝန်ဆက်ဆံရေးဝန်ကြီးနှစ်ဦးကတော့ပထမချိန်တန်တမန်ချုပ်ကိုဒါရှင်းလင်းခဲ့တာတွေ့ပါတယ်နော်ဆိုတော့ပုံမှန်သတင်းစာရှင်းလင်းပွဲတွေဒီတန်တမန်တွေအတွက်ပေါ့လေကျွန်တော်လုံးဖို့အစီအစဉ်ရှိမရှိပေါ့ဘာလို့လဲဆိုတော့တချို့တန်တမန်တွေအထူးသဖြင့်ဒီစစ်တမ်းတွေကကျွန်တော်လာပြီးတော့မှမကြာခဏဆိုလိုပဲဒါကအစိုးရရဲ့သဘောထားတပ်မတော်သဘောထားဆိုပြီးတော့မှလာမေးလေးရှိပါတယ်ဆိုတော့ကျွန်တော်ကဒီကိုအစိုးရတပ်မတော်ကိုစားပြုစုမဟုတ်တဲ့ခါကျတော့ကျွန်တော်မှဒါဖြေခွင့်မရှိတဲ့အတွက်ဒါမေးခြင်းဖြစ်ပါတယ်ဟုတ်ကျွန်တော်တို့ဆောင်ရွက်ပေးပါမယ်အဓိကတော့ကျွန်တော်တို့အနေနဲ့ကတော့ဒီနိုင်ငံခြားတန်ယုံတွေဒီမြန်မာနိုင်ငံအခြေစိုက်တဲ့စစ်တန်ယုံတွေကိုနေ့စဉ်ပေါ့နော်နေ့စဉ်ကျွန်တော်တို့ information ရှိပေးလျက်ရှိပါတယ်သတင်းလွှာဆိုဒီနိုင်ငံလုံးမှာဖြစ်ခဲ့တဲ့သတင်းတွေနဲ့ပတ်သက်ပြီးသတင်းလွှာကိုကျွန်တော်တို့နေ့စဉ်ပေးလျက်ရှိတယ်သူတို့ပို့ပြီးတော့ကိုကားလို့ကောင်းအောင်ဆိုကျွန်တော်တို့သတင်းစာရှင်းလင်းပွဲလုပ်မှာမဟုတ်နေ့စဉ်သူတို့စီကိုကျွန်တော်တို့ပို့ပေးလျက်ရှိအနည်းဆုံးinformation ရှိသည်အနည်းဆုံးကျွန်တော်တို့စာမျက်နှာ20ကျော်လောက်ရှိပါတယ်အဲ့ဒီမှာတနိုင်ငံလုံးမှာဖြစ်ပျက်ခဲ့တဲ့အကြောင်းအရာတွေဘာလုပ်နေတယ်ဆိုတဲ့အကြောင်းအရာတွေအားလုံးတော့ပါပါတယ်သို့တော့ကျွန်တော်တို့လိုအပ်တိုင်းတော့သတင်းစာရှင်းလင်းပွဲမှာဖိတ်ခေါ်ခြင်းတော့ဒါပြန်ကြားခြင်းတော့ကျွန်တော်တို့ဆောင်ရွက်တော့ပါမယ်နောက်ဆုံးမေးခွန်းကတော့ကျွန်တော်တို့ဒီ ICC ကိစ္စပါဝင်ပေါ့လေဒီရခိုင်ရေးခင်းနဲ့ပတ်သက်ပြီးတော့မှဒီလက်ရှိအစိုးရရဲ့ဒါနောက်ဆုံးဖြည့်ရှင်းလှုပ်ဆောင်နေတဲ့အချိန်ကိုသိရှိပါတယ်ICC နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့နောက်ဆုံးအခြေအနေနိုင်ငံခြားရေးဝန်ကြီးဌာနနဲ့အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ဝန်ကြီးဌာနကကျွန်တော်တို့ဆောင်ရွက်ထားတဲ့ဟာပေါ့နော်ကျွန်တော်အနေနဲ့ကတော့ပြောနိုင်တာကတော့ရှင်းနေကြုံယုံနဲ့ကောကျွန်တော်တို့နေတာလှုပ်ဆောင်တတ်ကြတယ်ကတော့အကုန်လုံးပေါ့နော်ကျွန်တော်တို့ပြင်ဆင်ထားတာလှုပ်ဆောင်ထားတာရှိပါတယ်အသေးစိတ်ကတော့သူကပြောနိုင်တယ်ဆိုနိုင်ငံခြားရေးဝန်ကြီးဌာနနဲ့အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ဝန်ကြီးဌာနကျွန်တော်ထပ်ပြီးတော့ကြာဘာ information ပေးနိုင်အောင်မလဲICC ကတော့ဒီမြန်မာနိုင်ငံအသိအမှတ်ပြုထားခြင်းမရှိဝင်ထားခြင်းမရှိပါဘူး ICC နဲ့ပတ်သက်ပြီးကတော့ဒီသက်ဆိုင်ရာဒီအစီရင်ခံစာတွေတင်မဲ့အချိန်တွေမှာတင်ထားပြီးဖြစ်ပါတယ်ဟုတ်နောက်ဆုံးကကျွန်တော်ခုပဲရှိပြီးတော့မှကျွန်တော်အရန်တက်ဖွဲ့ဆိုပြီးတော့ပြီး reserve ပို့ပေါ့လေဒါအပွေးမရှိပါဘူးဟိုစစ်မှုတောင်အဖွဲ့ကိုလည်းတို့ကအရန်အင်အားဖြစ်သတ်မှတ်ထားတော့လေဒါတက်ဖွဲ့တစ်ခုအနေနဲ့ဖွဲ့စည်းထားခြင်းမရှိဘူးပေါ့နော်တကယ်ကျွန်တော်တို့ဒီတိုင်းပြည်မှာ civil unrest တွေမျိုးဖြစ်လာခဲ့တဲ့အချိန်မျိုးမှာတော့ဒီစစ်မှုထမ်းအဖွဲ့ကဒါလက်နက်ပြန်လည်တက်ဆင်ပေးပြီးတော့မှကျွန်တော်တို့ဒီတက်ဆိုင်ရာဒေသလုံခြုံရေးအဖွဲ့အစည်းတွေနဲ့ပေါ့လေပူးပေါင်းတာဝန်ယူဖို့ဒါတင့်တယ်လို့ကျွန်တော်အနေနဲ့ဒါအကြံပြုလိုပါတယ်ဒုတိယချက်ကတော့ကျွန်တော်တို့ကဒီရပ်ဘက်စစ်ဘက်ဆက်ဆံရေးကိုဒါကျွန်တော်တို့ကာလအတင်ကြာဒါပြပြခဲ့ရရှိပါတယ် civil military relation ကမကောင်းခဲ့ဘူးပေါ့နော်အခုချိန်မှာလည်းပြန်ပြီးတော့မှဒီ solve မဲ့အနေထားမျိုးဖြစ်ပါတယ်အဲ့ဒီအတွက်ကျွန်တော်တို့ကအချိန်ကာလတစ်ခုတည်ငြိမ်သွားတဲ့နေရာရောက်တဲ့ခါမှာပေါ့လေကျွန်တော်တို့ကဒီပြည်သူလူထုကိုကျွန်တော်တို့ဒီ Army Open House Day တို့ Navy Open House Day တို့ဒါမျိုးပြုလုပ်ပြီးတော့ဖြစ်စေနောက်ပြီးတော့မှ Defense Exhibition တွေပြုလုပ်ပြီးတော့ပဲဖြစ်စေပေါ့လေနောက်ဆုံးကျွန်တော်တို့ကဒီတပ်မတော်ရဲ့ပူးပေါင်းစစ်စင်လေ့ကျင့်ခန်းတွေမှာပေါ့လေသတင်းမီဒီယာတွေကမကဘဲနဲ့ဒါရွေးချယ်သတ်မှတ်ထားတဲ့ပြည်သူလူထုကိုဖိတ်ကြားပြသပြီးတော့မှပေါ့လေကျွန်တော်တို့ကဒီ civil military relationship ပို့ပြီးတော့ကောင်းလာအောင်ပေါ့ပြန်ကောင်းလာအောင်ပေါ့လေကျွန်တော်တို့ကဒါလှုပ်ဆောင်နေတယ်ဆိုတော့ကျွန်တော်အကြံပြုလိုပါတယ်ကျေးဇူးတင်ပါတယ်အနာပတ်သက်လို့ကတော့ကျွန်တော်တို့ငါတို့စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌအနေနဲ့လည်းတော့ကြာသေးခင်ကပဲပြောခဲ့ပါတယ်ကျွန်တော်တို့ဒီကောင်စီစီမံပြောခဲ့ပြီးဖြစ်ပါတယ်ဒါကတော့ဒီအခြေအနေငြင်းကြလာတဲ့အချိန်မှာဒီမြန်မာနိုင်ငံမှာတော့ကျွန်တော်တို့ရခင်ကတိုင်2010တုန်းကပြဋ္ဌာန်းခဲ့တဲ့ဒါစစ်မှုထမ်းဥပဒေပေါ့နော်ပြည်သူစစ်မှုထမ်းဥပဒေကိုကျင့်သုံးဖို့ဒါဆောင်ရွက်မယ်ဆိုပြီးတော့ကြာပြောခဲ့တာဖြစ်ပါတယ်ဒါတော့လက်ရှိအခြေအနေမဟုတ်ပါဘူးအခြေအနေအေဂျင့်တွေမှာဒါတွေကတော့ကျွန်တော်တို့မြင်တာကတော့ဒါလုံးတင်တဲ့လုပ်ငန်းပဲဖြစ်ပါတယ်လုံးတင်တဲ့လုပ်ငန်းဆိုတာကျွန်တော်တို့နိုင်ငံရဲ့မဟာဗျူဟာပထဝီအနေအထားအရ၎င်းပြီးရင်ကျွန်တော်တို့ဒီဘက်ဘေးမှာဝင်းရနေတဲ့အိန္ဒိယချင်းနိုင်ငံများနဲ့ပတ်သက်ပြီးပဲ၎င်းကျွန်တော်တို့ကလှုပ်ဆောင်တဲ့လှုပ်ဆောင်ပါကျွန်တော်တို့အိန္ဒိယချင်းနိုင်ငံ9နိုင်ငံထဲမှာဆိုရင်ကျွန်တော်တို့ဒီခုနပြောတဲ့ပြည်သူစစ်မှုထမ်းဥပဒေပေါ့နော်ပြည်သူစစ်မှုထမ်းဥပဒေနဲ့ပတ်သက်ပြီးတော့တဝက်တစ်ပြည့်ကျင့်သုံးနေတဲ့နိုင်ငံရှိပါတယ်ထိုင်းနိုင်ငံတဝက်တစ်ပြည့်ကျင့်သုံးနေတဲ့လာအို
အပြေးအဝကျွန်တော်တို့ကျင့်သုံးနေတယ်အိန္ဒိယနဲ့ဘင်္ဂလားဒေ့ရှ်ကတော့မကျင့်သုံးဘူးတရုတ်ကပြဋ္ဌာန်းပြီးပြီသူကသူ့ရဲ့လူကြီးရဒါတော့ပြဋ္ဌာန်းပြီးဖြစ်တယ်သို့တော့မကျင့်သုံးဘူးဆိုတဲ့နိုင်ငံတွေရှိတယ်အဲမျိုးဖြစ်တဲ့အတွက်ကြောင့်မလို့နှိုင်းရှင်ပြီးကြည့်ရမယ်ဆိုလို့ရှိရင်တော့နိုင်ငံအသေးတွေပေါ့နော်ကျွန်တော်တို့ဒိန်းတူပေါ့နော်မတိမ်မင်းရှိတဲ့နိုင်ငံတွေကျင့်သုံးနေတာဖြစ်ပါတယ်ခုနပြောတဲ့ဟိုအရပ်ဖက်စစ်ဖက်ဆက်ဆံရေးပေါ့နော်အရပ်ဖက်စစ်ဖက်ဆက်ဆံရေးတဲ့ဒီပြည်သူစစ်မှုထမ်းဥပဒေပြဋ္ဌာန်းလိုက်လို့ရှိရင်အရပ်ဖက်စစ်ဖက်ဆက်ဆံရေးမှာလည်းပို့ပြီးတော့ကြာအထောက်အကူပြုနိုင်မယ်လို့ထင်ပါတယ်ပို့ပြီးအထောက်အကူပြုနိုင်ရပို့ပြီးဆောင်ရွက်နိုင်မယ်လို့ထင်ပါတယ်ဒါတွေကတော့ကျွန်တော်တို့အနေနဲ့ရှေ့ဆက်ပြီးဆောင်ရွက်သွားမယ်လုပ်ငန်းတွေဖြစ်ပါတယ်အကြံပြုချက်များအနေနဲ့လည်းကျေးဇူးတင်ပါတယ်ညီကုန်းချုပ်အနေနဲ့ကျွန်တော်ပြောချင်တာကတော့ကျွန်တော်တို့ဒီနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီနဲ့တပ်မတော်အနေနဲ့ကတော့ကျွန်တော်တို့အနေနဲ့ဒီကျွန်တော်တို့ရဲ့ပြောထားတဲ့ရှေ့လုပ်ငန်းစဉ်တွေမူဝါဒတွေနဲ့ပတ်သက်ပြီးတော့မူဝါဒ9ရက်နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဒီတိုင်းပဲရှေ့ဆက်လက်အကောင့်ထဲပေါ်သွားမှာဖြစ်ပါတယ်ကျွန်တော်တို့အနေနဲ့စစ်မှန်ပြီးစီကားပြေးပါတဲ့ဒီမိုကရေစီစနစ်ပြည်သူလူထုလူလားတောင်းတတဲ့ပါတီစုံဒီမိုကရေစီစနစ်အတိုင်းပဲကျွန်တော်တို့ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်ဒါတော့ကြောင့်မလို့ကျွန်တော်တို့နိုင်ငံသူနိုင်ငံသားများပြည်သူလူထုများအနေနဲ့ကတော့ဒါဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြဖို့ကျွန်တော်တို့မြစ်တာရက်ခံလိုပါတယ်အားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်ဒီဝါလေးဟိုဘုတ်တွေပါတချို့ဟာတွေတော့ကျွန်တော်တို့ကိုယ်တိုင်ရှင်းပြပါအဲ့ဒါမှလည်းရှင်းပါမယ်ဟိုလာပြီးကြည့်နိုင်ဒီကိစ္စကကြည့်လို့နောက်ဆက်နော်ဒီနောက်ဆက်နော်နောက်ဆက်မယ်မလာနေမလာနေ